ဒီ1380ခု54ကြိမ်မြောက်ပဋ္ဌာနာတိကပြီးဒီမှာရုပ်ဖပူဇော်ပွဲကြီးပြီးမြောက်အောင်မြင်တဲ့အောင်ပွဲတစ်ပင်ဓမ္မတစ်ပင်အခမ်းအနားမှာတန်ဃာတော်များကိုစားဦးဇင်းဝန္တာအာရကျေနာစရာကောင်းတဲ့တရားစကားကိုပြောလို့ပါတယ်ဘယ်လိုကောင်းမှုမျိုးကိုပဲပြုတဲ့ကောင်းမှုတိုင်းမှာပါရမယ်အင်္ဂါကြီးအင်္ဂါလို့ဆိုတာအစိတ်အပိုင်းကိုပြောတာနော်လူတယောက်မှာခေါင်းဆိုတာလည်းအင်္ဂါခြေလဲဆိုတာလည်းအင်္ဂါကြံတဲ့အရာတွေလည်းပဲအင်္ဂါအစိတ်အပိုင်းအင်္ဂါရပ်တွေပြည့်စုံမှာဒီလူတယောက်ကိုလူအနေနဲ့သတ်မှတ်ပြီးတော့ကြည့်လို့ကောင်းရှုလို့ကောင်းအစစ်ပြေတယ်နော်အဲ့တော့အင်္ဂါရပ်တွေမပြည့်စုံဘူးလို့ဆိုရင်အင်္ဂါချုပ်ရွံ့နေမယ်လို့ဆိုရင်လူပိတာတယ်လို့ပြောလို့မရတော့ဘူးဖြစ်သွားတယ်အဲ့ဒီဥပမာတိုင်းပဲကောင်းမှုပြုတဲ့အချိန်ခါကာလမှာလည်းပဲကောင်းမှုအင်္ဂါရပ်ပြည့်စုံမှကောင်းမှုကအကျိုးပေးခွင့်ရှိတယ်ပြည့်စုံမပြည့်စုံရင်တော့ပြင်မပြည့်စုံတဲ့အလျောက်ကောင်းမှုရဲ့အကျိုးလည်းပဲရော့သွားတယ်နော်အဲ့ဒါကြောင့်မို့ဦးဇင်းတို့ကောင်းမှုပြုတိုင်းပြည့်စုံရမယ်အင်္ဂါရပ်ဦးဇင်းဟိုဆွမ်းကြောင်းမှလည်းရေးပြီးတော့ပြန်သိပေးထားတယ်တတိယလည်းပဲပြောလို့ရှိပါတယ်အခုတတိယပြီးတော့ပြန်ပြောခြင်းလို့သဘောက်လေးနဲ့မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့သဘောက်လေးကိုအရင်တိုင်ပေးမယ်မရသေးတဲ့ပုံကိုယ်တွေလည်းရလာရပြီးရင်လည်းပဲလိုက်နာကျင့်သုံးနိုင်ဖို့ရန်အတွက်ရည်ရွယ်တယ်နော်ဆိုကြည့်အောင်ဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားသုံးခေါက်လောက်ပူဇော်ကြည့်အောင်ဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထားနံပါတ်1ကဝန္တာအာရဖြစ်နေရမယ်တဲ့နံပါတ်1ကဘာပါလဲ54ကြိမ်မြောက်ပဋ္ဌာနာတိကပြီးမှရွတ်ဖပူဇော်ပွဲကြီးပြုလုပ်ဆောင်ရွက်နေတဲ့အချိန်ခါကာလမှာကာယအားနဲ့တတ်နိုင်ကြတဲ့ဥဒ္ဒလုံးမောင်နှမများကကာယအားနဲ့ဝန္တာအာရဆောင်ရွက်ပေးချသလိုပဲကာယအားတစ်ခုတည်းနဲ့ဒီပွဲကြီးဖြစ်နိုင်မလားဘာအားနဲ့လို့သေးလဲဒနာအားလည်းလိုသေးတယ်ဒနာအားလည်းလိုသေးတာဖြစ်တဲ့အတွက်ကြောင့်မို့တို့တော့ပြင်ကိုယ်တိုင်မဆောင်ရွက်နိုင်ဘူးအရွယ်ကြီးတာလို့ပဲဖြစ်ဖြစ်ကိစ္စများလို့ပဲဖြစ်ဖြစ်တို့ကတော့ပြင်ဒီကောင်းမှုတွေပါဝင်မယ်လို့ဆိုပြီးတော့လှူဝဲဝတ္ထုအစုစုတွေကိုစက်ကလှူဒန်းပေးတယ်နော်လှူဒန်းလိုက်တဲ့ဒီကောင်းမှုတွေကိုဦးဇင်းတို့ကစုပြီးတော့ဒါကဒနာအားပါဘာအားပါလဲဒနာအားနဲ့စုပြီးတော့လှူနိုင်တဲ့ပုဂ္ဂိုလ်ကဒနာအားနဲ့စုလှူပေးတယ်။ကာယအားနဲ့ဒနာအားကတော့ပြည့်စုံပါပြီ။ဉာဏအားမပိုင်လဲရမလား။ရှိလာတဲ့ရလာတဲ့ဒီလူဝဲဝတ္ထုအစုစုတွေကိုနေအလိုက်တို့ဘလို့ခွဲဝေပြီးတော့အလုံးပြုမှဖြစ်မယ်။ဘလို့ခွဲဝေပြီးတော့အလုံးပြုမှဒီပွဲတော်ကြီးပြည့်မြောက်အောင်မြင်တဲ့အထိအစဉ်ပြေမယ်လို့ဆိုပြီးတော့ညာနာအားကိုလည်းမသုံးရဘူးလားအဲ့တော့ကာယညာနာဒနာအားသုံးမျိုးကိုစုပေါင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဥစဉ်တော့ဒီကောင်းမှုကိုပြုခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဝန္တာလို့ဆိုတဲ့အင်္ဂါရလည်းညီတယ်လို့ပဲဉာဏ်ရှင်လို့ဆိုတဲ့အတိုင်းပဲအသိဉာဏ်လေးနဲ့ရှင်းပြီးတော့ဘုရားအဆုံးအမတော်နဲ့ကြုံတော့ဒီကောင်းမှုမျိုးကိုတို့ပြုခွင့်ရတယ်ဒီတို့ပြုလိုက်တဲ့ကောင်းမှုဟာတန်ត្រာမှာခန္ဓာဝန်အတွက်ဘဝချမ်းသာကိုလိုချင်လို့မဟုတ်ဘူးနိဗ္ဗာန်ချမ်းသာကိုလိုချင်လို့ပြုတယ်လို့ဆိုပြီးတော့နိဗ္ဗာန်ချမ်းသာအတွက်အသိဉာဏ်လေးနဲ့ရှင်းပြီးတော့ပြုရင်ဉာဏတန်ပြုလို့ခေါ်တယ်နော်ဉာဏ်နဲ့ရှင်းတယ်ဘာဖြစ်လို့ဘဝချမ်းသာကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမလိုစေချင်မရစေချင်တာလဲမလိုစေချင်တာလဲလို့ဆိုရင်
ဒီဝံပါထေတာဘေကဝေจิตသားจิตသမီးများအပေါင်းတို့ဒီဝံကြီးရာမှန်မြတ်နိဗ္ဗာန်ကိုပါထေထလိုခြင်းတောင်းတပန်းတိုင်စိုက်ထားကြပြီလို့ကောင်းမှုပြည့်ငြိမ်းအေးတဲ့နိဗ္ဗာန်ကိုလိုချင်တဲ့ပန်းတိုင်စိုက်ထားလိုက်ကွာဒီလိုဆိုရင်နိဗ္ဗာန်ကငြိမ်းအေးတယ်လို့ဆိုရင်ဘဝကမငြိမ်းအေးဘူးလို့ဆိုတဲ့အဓိပ္ပာယ်မရဘူးလားဘာဖြစ်လို့ဘဝကမငြိမ်းအေးလဲလို့ဆိုရင်ဦးဇင်းတို့ကိုယ်တိုင်ဒီလက်ရှိပစ္စုပန်ဘဝမှာဂျွန်းထုံးမောက်ခုံနဲ့အသက်50 60 80အထိနေခဲ့ကြပြီမဟုတ်ဘူးလားမငြိမ်းအေးတာများလားငြိမ်းအေးတာများလားဝတ္တနိဗ္ဗိလောကီကျိုးဆက်ဖို့မနဲ့ဘူးတဲ့ဘဝချမ်းသာနဲ့ပတ်သက်ရင်တန်ဖိုးမရှိဘူးကွယ်ဘာဖြစ်လို့လဲဆိုတော့ဝတ္တနိဗ္ဗိဝတ္တလို့ဆိုတဲ့ပါဠိစကားလယ်ဖြစ်တယ်လို့အဓိပ္ပာယ်ရတယ်နော်လယ်ဖြစ်တဲ့ဝတ်3မျိုးရှိတယ်လယ်ဖြစ်တဲ့ဝတ်ကဘယ်နှမျိုးရှိပါလဲအဲ့ဒီဝတ်ကိုဝါကိုတတ်ဆံခွင့်ကြီးနဲ့စိုက်ရတယ်တောင်းဘူးနဲ့မစိုက်ရဘူးနော်တောင်ဘူးနဲ့တတ်တဲ့ဝတ္တရားကြတော့ပြန်သာသမီဝတ္တရားမိဘဝတ္တရားဆွေဝတ္တရားမျိုးဝတ္တရားလို့ဆိုပြီးဒါကလိုက်နာကျင့်သုံးရမယ်ဝတ္တရားဒီတက္ကရာကြီးနဲ့တတ်တဲ့ဝတ်ကြတော့ပြန်လဲပြီးတော့ဖြစ်တဲ့သဘာဝလို့အဓိပ္ပာယ်ရတယ်လဲပြီးတော့ဖြစ်တဲ့သဘာဝကိုဝတ်လို့ခေါ်တယ်လဲပြီးတော့ဖြစ်တဲ့သဘာဝကိုဘာလို့ခေါ်အဲ့ဒီဝတ်က3မျိုးရှိတယ်အဲ့ဒီဝတ်ကနံပါတ်1ကကမ္မဝတ်လို့ခေါ်တယ်နံပါတ်2ကဘာလဲကမ္မဝတ်ဆိုတာကုသိုလ်ကအကုသိုလ်ကကောင်းမှုမကောင်းမှုပဲအဲ့တော့ဦးဇင်းတို့ရဲ့တဏ္ဍာမှာစိတ်ထဲမှာကောင်းမှုဖြစ်လိုက်မကောင်းမှုဖြစ်လိုက်မကောင်းမှုဖြစ်လိုက်ကောင်းမှုဖြစ်လိုက်ကာယကံဝစီကံမနောကံနဲ့ပြောမယ်လို့ဆိုရင်ကာယကံကောင်းမှုဖြစ်လိုက်ကာယကံမကောင်းမှုဖြစ်လိုက်ဝစီကံကောင်းမှုဖြစ်လိုက်ဝစီကံမကောင်းမှုဖြစ်လိုက်မနောကံကောင်းမှုဖြစ်လိုက်မနောကံမကောင်းမှုဖြစ်လိုက်နဲ့ကောင်းမှုဖြစ်လိုက်မကောင်းမှုဖြစ်လိုက်မကောင်းမှုဖြစ်လိုက်ကောင်းမှုဖြစ်လိုက်နဲ့အဲ့ဒီလိုလဲပြီးတော့ဖြစ်တာကိုကမ္မဝလို့ခေါ်တယ်လဲအဲ့ဒီလိုကောင်းမှုမကောင်းမှုလဲပြီးတော့လှဲ့ဖြစ်နေတာကိုဘာလို့ခေါ်ကမ္မဝလို့ခေါ်တယ်နော်အဲ့တော့ကောင်းမှုကကောင်းကျိုးပေးတယ်မကောင်းမှုကမကောင်းကျိုးပေးတယ်အကျိုးဆိုတာကိုတော့ပါဠိလိုဝိပါကလို့ခေါ်တယ်အကျိုးကဘာလို့ခေါ်ဝတ္တလို့ဆိုတာကလဲတာဝိပါကကအကျိုးဝိပါကဝုဆိုတာအကျိုးလှဲ့ပြီးတော့လဲဖြစ်နေတာကိုပြောတာကောင်းကျိုးရလိုက်မကောင်းကျိုးရလိုက်မကောင်းကျိုးရလိုက်အဲ့လိုကောင်းကျိုးမကောင်းကျိုးရလိုက်နဲ့လဲပြီးတော့လှဲ့ဖြစ်နေတာကြတော့ဝိပါကဝုလို့ခေါ်တယ်ကောင်းကျိုးရလိုက်မကောင်းကျိုးရလိုက်မကောင်းကျိုးရလိုက်ကောင်းကျိုးရလိုက်နဲ့လဲပြီးလှဲ့ဖြစ်နေတာကိုတော့ဘာလို့ခေါ်တယ်ဝိပါကလို့ခေါ်တယ်လို့ဆိုရင်ကောင်းမှုအပြုများရင်ကောင်းကျိုးအရများမယ်ပေါ့မကောင်းမှုအပြုများရင်မကောင်းကျိုးအရများမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတော်မှာဖန်ဆင်းလို့ဖြစ်တယ်ဆိုတာမရှိဘူးအားလုံးဟာအကြောင်းကြောင့်အကျိုးဖြစ်တယ်အားလုံးကဘာပါလဲကောင်းမှုကြောင့်ကောင်းကျိုးဖြစ်တယ်မကောင်းမှုကြောင့်မကောင်းကျိုးဖြစ်တယ်လို့ဆိုရင်ဦးဇင်းတို့အတိတ်လွန်ခဲ့တဲ့အတိတ်ဘဝကိုသာထားလာမယ့်အနာဂတ်ဘဝလည်းမရောက်သေးလို့မသိသေးဘူးအသာထားဒီလက်ရှိပစ္စုပန်ဘဝမှာရှင်းမှထိုင်နေကြတဲ့ဦးဇင်းနဲ့ကွာဦးဇင်းတို့မောင်နှမတွေဆိုရင်90ကျော်80နာရောက်ကုန်ပြီနော်ငယ်တဲ့သူနောင်သားမီးများဆို50 60ရောက်လာကြပြီမဟုတ်ဘူးလားကြီးတဲ့ပုဂ္ဂိုလ်တွေလည်း20စိတ်နဲ့တဖြည်းဖြည်းကြီးလာကြတာနော်အဲ့တော့ကိုရှောက်လန်းလာတဲ့ဘဝကိုပြန်ပြီးတော့မှန်းကြည့်ရဲ့ကောင်းကျိုးအတွေ့များလားမကောင်းကျိုးအတွေ့များလားမကောင်းကျိုးတွေ့များရနော်ဒီလိုဆိုရင်ကိုမကောင်းမှုအပြုခဲ့များလားကောင်းမှုအပြုခဲ့များလို့လားကိုမကောင်းမှုအပြုများခဲ့လို့ကိုမကောင်းကျိုးအတွေ့ရများတယ်လို့ဆိုတာကိုနားလည်သဘောပေါက်ရမှာနော်အေးမကောင်းမှုပြုလို့မကောင်းကျိုးရတယ်လို့ဆိုတာကိုမသိတဲ့ကြောင့်မကောင်းမှုကိုပျော်ပျော်ပြုခဲ့ကြပါတယ်မဒုဝမဉ္ဇတိဘာလောယဝပါပါဏပိစတိယထာသာပိစတိပါပံဘာလောဒုက္ခနိကိစတိယာဝကျင်များလောက်သောကာလပတ်လုံးပါပမကောင်းမှုသည်နပိစတိအကျိုးပေးသောအပြင်မိမိထာမောက်ပြန်ရောက်မလာသေးပါပေတာဝထုမကောင်းမှုကအကျိုးမပေးသေးတဲ့အတွက်ကြောင့်မိမိထာမောက်ပြန်မရောက်လာသေးသမျှကာလပတ်လုံး
သောထုလူမိုက်ဒီတံပါပန်ထုမကောင်းမှုကိုမတူဝပြစကားကဲ့သို့မညတိမှတ်ထင်နေကောင်းမှုကအကျိုးပေးတဲ့အနေနဲ့ကိုယ်စီပြန်မရောက်လာသေးတဲ့မြတ်ကာလပတ်လုံးအဲ့ဒီမကောင်းမှုပြုတ်နေရတာကိုစိတ်ဆူတဲ့စိတ်ကောင်းတယ်လို့ဆိုပြီးပြားရည်စားရတယ်လို့ထင်နေရတယ်တဲ့ဘယ်သူတွေလဲဦးစင်းတို့ပဲလေအစင်းမျိုးစုံလူပါယုံနောက်လိုက်ပြီးတော့ပျော်နေလိုက်ရတာအတန်မျိုးစုံတာရောင်နောက်လိုက်ပြီးပျော်နေလိုက်စားတာအနတ်မျိုးစုံကဏ္ဍယုံအရာသာမျိုးစုံသာသာယုံအတွေ့အထိမျိုးစုံဖုဒ္ဓဘာယုံအတွေ့အကြံမျိုးစုံဖုဒ္ဓဘာယုံနောက်လိုက်ပြီးတော့ဦးစင်းတို့ကာယကံနဲ့ပျော်နေကြတယ်လို့ဝစီကံနဲ့ကောမပျော်ဘူးလားမနောကံနဲ့နေနဲ့လည်းပဲစိတ်ကူးလေးတွေရင်းပြီးတော့ပျော်နေကြတယ်နော်ဦးစင်းတို့ငယ်တုန်းကလည်းအခုဆိုရင်ပျော်စရာအာယုံကနည်းသွားသလားများလာလားဆိုမှတော့ဥပမာဖုံးလေးတွေပေါ်လာတယ်နော်ကောင်းတဲ့နေရာမှာအသုံးချမယ်လို့ဆိုရင်တော့ပြင်ကောင်းကျိုးတရားတွေမရဘူးလားအင်မတန်ကောင်းကျိုးများတယ်နော်ဒါပေမဲ့မကောင်းတဲ့နေရာမှာအသုံးချမယ်လို့ဆိုရင်တော့ပြင်ဘာအကျိုးအရာများမလဲမကောင်းကျိုးအရာများပဲနော်အခုလူငယ်တွေအနေနဲ့ဘာအသုံးများလဲလို့ဆိုတော့လိုင်းတက်တယ်လို့ဆိုရင်ဘာအလုံးများတယ်ဆိုတော့ဂိမ်းကစားတာများတယ်ဘာလုပ်တာများနာမည်ကဘာတဲ့ဂိမ်းလို့ဆိုသွားတာဂိမ်းနဲ့သာထွက်နေတာဘာကောင်းဒီဦးဇင်းတို့ကလေးတွေဂိမ်းတဲ့ကစားနေကြတော့ဘာဆန်ထွက်နေပြီလို့ပြောတယ်ဘသူကလေးတွေကိုကလေးတွေနော်အဲ့ဒါကြောင့်ကိုကလေးတွေခွေးစိတ်ပြောင်းအောင်ဘယ်လိုလုပ်ပေးရမလဲကိုပဲလုပ်ပေးရမယ်အခုတော့သားငယ်လေးမိငယ်လေးမွေးမယ်မှမကြံသေးဘူးမွေးလာတဲ့တပြိုင်နဲ့ဖုံလေးတွေပြပြီးတော့ကလေးတွေကိုဘာလုပ်ပြီးထားချော့ထားတယ်နော်နောက်ဆိုရင်များဝမ်းတဲ့ရောက်တဲ့အထိဖုံလေးတွေထည့်ပြီးကလေးတွေကိုဂိမ်းကစားခိုင်းပါမလို့အဲ့တော့မမိုင်းနဲ့လေအဲ့လိုဆိုရင်ကိုကလေးတွေကလူလုံးချလို့မရတော့ပဲနဲ့ဘာဖြစ်ကုန်ခွေးမသားတွေလို့ဆိုပြီးတော့လူကြီးတွေဆဲတာကြားဘူးလည်းမဟုတ်လားတို့ဆိုခွေးမသားတွေခွေးမသမီးတွေဖြစ်ကုန်ပဲနော်အဲ့လိုမဖြစ်အောင်ဘယ်သူမှတာဝန်ရှိနေဦးဇင်းတို့မှတာဝန်ရှိနေပါတယ်အဲ့ဒါကြောင့်မို့မကောင်းမှုကမကောင်းကျိုးပေးရင်ခေါင်းကဘုရားရှင်မိတ်တော်မူသလိုပဲယာဝအကျဉ်းများသောကာလပတ်လုံးပါပမကောင်းမှုသည်နပိစတိအကျိုးပေးသောအဖြစ်မိမိထံမှောက်ပြန်ရောက်မလာသေးပါပေတာဝါထိုလိုအကျိုးပေးသောအဖြစ်မိမိထံမှောက်ရောက်မလာသေးသည်များကာလပတ်လုံးသောဘာလောထိုလူမိုက်သည်ပါပမကောင်းမှုကိုမထူဝပြားရည်ရလာကဲ့သို့မညတိမှတ်ထင်နေအဲ့ဒီမကောင်းမှုကအကျိုးမပေးသေးသည်များကာလပတ်လုံးအဲ့ဒီမကောင်းမှုကိုကကောင်းတယ်လို့တည်ပြီးတော့ရလာရှိတယ်တည်ပြီးတော့လိုက်နေကြတယ်နော်ယတာသပိစတိပါပံဘာလောဒုက္ခနိကိစတိယတာသအကျဉ်ခါကာလ၌ကပါပမကောင်းမှုသည်ပိစတိအကျိုးပေးသောအဖြစ်ရင့်ကျက်၍လာ၏တထာထိုသောမကောင်းမှုကအကျိုးပေးသည့်အချိန်ရောက်လာသည့်ခါကာလ၌ဘာလောလူမိုက်သည်ဒုက္ခတိယရာဇာပိစတိပါပံဘာလောဒုက္ခနိကိစတိဘာလောလူမိုက်သည်ဒုက္ခတိမကောင်းသောအဖြစ်သို့ကိစတိရောက်ရပါလေမကောင်းမှုကအကျိုးလည်းပေးရောဒုက္ခရောက်ရောတဲ့မကောင်းမှုကအကျိုးပေးလိုက်ရင်ဘာဖြစ်လဲဒုက္ခရောက်တယ်နော်ဒါကြောင့်မို့ဦးဇင်းတို့သံဃာခန္ဓာဝန်ထမ်းပြီးတော့လှည့်လည်ခဲစဉ်အချိန်ခါကာလကမကောင်းကျိုးအတွေ့များနေရတယ်လို့ဆိုရင်ဦးဇင်းတို့ဘာပြုတ်ခဲ့လို့လဲမကောင်းမှုအပြုတ်များခဲ့လို့ဆိုတဲ့အဓိပ္ပာယ်မရဘူးလားဒီလိုဆိုရင်ဒီမကောင်းကျိုးကိုတွေ့နေရတာဦးဇင်းတို့မောင်နှမတွေပဲလားဦးဇင်းတို့ဘောမပါဘူးလားဒီလိုဆိုရင်ဦးဇင်းတို့အားလုံးဟာမကောင်းမှုပြုတ်ခဲ့ရတဲ့လူမိုက်တွေပဲပေါ့အခုတော့မကောင်းကျိုးတွေ့ရကမှဦးဇင်းတို့ညီးနေလို့ပြီးမလားမပြီးရင်အဲ့ဒီမကောင်းမှုကိုကြော်လွှားဖို့ပဲလုပ်တယ်နော်မကောင်းမှုကြောင့်မကောင်းကျိုးပေးတယ်လို့ဆိုရင်မကောင်းကျိုးကဒုက္ခဝိပါကဆင်းရဲတယ်ကိုဆင်းရဲတယ်စိတ်ဆင်းရဲတယ်ကိုပင်ပန်းတယ်စိတ်ပင်ပန်းတယ်လေအဲ့ဒီမကောင်းကျိုးကိုပျောက်စေခြင်းရင်ကောင်းမှုနဲ့အစားထိုးရပါတယ်
မကောင်းမှုကိုပျောက်စေခြင်းဘာနဲ့အစားထိုးမယ်ကောင်းမှုကကောင်းကျိုးပေးတယ်လို့ဆိုရင်တဖြည်းဖြည်းနဲ့ကောင်းမှုများလာတာနဲ့အမျှပါများလာမယ်ကောင်းမှုများလာရင်မကောင်းကျိုးရော့သွားမယ်နော်လောကရဲ့သဘာဝကနှစ်မျိုးတွဲနေတာအလင်းများရင်အမှောင်နည်းသွားတယ်အမှောင်များလာရင်လေအလင်းနည်းသွားတယ်မှောင်နေတဲ့အချိန်ကာလအလင်းလေးစပြီးတော့ပေါ်လာပြီလို့ဆိုရင်အမှောင်ကတဖြည်းဖြည်းနဲ့ပျောက်လာတယ်နော်ဒါကြောင့်မို့အခုလည်းပဲမကောင်းကျိုးတွေ့ရများခြင်းသည်ဘုရားရှင်ရဲ့အဆုံးအမတော်အရဆိုရင်မကောင်းကျိုးမကောင်းမှုကအကျိုးပေးလို့ဘာကအကျိုးပေးလို့လဲမကောင်းမှုကအကျိုးပေးလို့မကောင်းကျိုးတွေကိုတွေ့များရင်ဥစ္စာလို့မကောင်းကျိုးတွေကိုမတွေ့ကြပါဘူးလို့ဆိုရင်ကောင်းမှုပြုဘာလို့ရမလဲကောင်းမှုပြုလို့ကောင်းကျိုးတွေလဲပြီးတော့ပြန်လှည့်လာရင်ဥစ္စာတို့ကောင်းကျိုးရရင်မကောင်းကျိုးတွေပျောက်သွားနိုင်တယ်နော်ဒါပေမဲ့လို့ကောင်းမှုကကောင်းကျိုးပေးလို့ကောင်းတဲ့အစဉ်မျိုးစုံတွေအတ္တမျိုးစုံတွေအနတ်မျိုးစုံတွေအရသာမျိုးစုံတွေအတွေ့အထိမျိုးစုံတွေအတွေ့အကြံမျိုးစုံတွေနဲ့ကြုံရရောနှလုံးမသွဲမစင်ကြင်တတ်ရင်လောဘနောက်ပါသွားဘာနောက်ပါသွားလောဘဆိုတာတွေ့တာဆွဲလန်းတာနော်အဲ့တော့ကောင်းတဲ့အာယုံနောက်ပါသွားပြီးတော့လောဘနောက်ပါသွားပြီလို့ဆိုရင်လောဘနောက်လိုက်လောဘနောက်ပါရင်ဘယ်နောက်လိုက်အစင်းမျိုးစုံကောင်းတာကိုတွေ့ရင်အဲ့ဒီအစင်းမျိုးစုံနောက်ပါသွားဆိုပါတော့အဝတ်အစားနဲ့ပတ်သက်လူတကူမှာအဝတ်အစား၄-၅စုံရှိမယ်လို့ဆိုရင်မလုံလောက်ဘူးလားဆိုင်သွားတော့ဆိုင်ကတဲခင်းထားတဲ့အယောင်လေးတွေအောင်ဒီအောင်လေးကတစ်မျိုးလှတယ်ငါနဲ့တစ်မျိုးလိုက်ပါပဲဒီအကွယ်ကလေးကငါနဲ့တစ်မျိုးလှတစ်မျိုးလိုက်မှာပဲကွယ်လို့ဆိုပြီးတော့ဝယ်လိုက်တာအထူးဘာယုံနောက်ပါသွားတာဘာယုံနောက်ပါသွားဘလူကဆွဲခေါ်သွားတာလောဘကဆွဲခေါ်သွားတာနော်အေးလောဘကအတွင်းမှာရှိနေတာလောဘကဘယ်မှာရှိအပြင်ကအစင်မျိုးစုံကအပြင်မှာရှိနေတာအဲ့တော့လောဘကတွေ့တာတတ်တဲ့သဘာဝလောဘကဘာပါလဲအပြင်ကမြင်နေရတဲ့အစင်မျိုးစုံကတွေ့တာစရာအပြင်ကမြင်နေရတဲ့အစင်မျိုးစုံကတွေ့တာစရာတွေ့တာစရာကိုပယ်သရမှာမဟုတ်ဘူးတွေ့တာတတ်တဲ့သဘာဝကိုပယ်သရမှာဘယ်သူကိုပါလဲတွေ့တာတတ်တဲ့သဘာဝဆိုတာလောဘကိုပြောတာနော်လောဘကိုပယ်သရမှာတွေ့တာစရာဖြစ်တာလှတာကိုပယ်လိုက်ဖို့မဟုတ်ဘူးလှတာကဒုက္ခသစ္စာလှတာကဘာသစ္စာတွေ့တာတတ်တဲ့လောဘကသမုဒယသစ္စာတွေ့တာတတ်တဲ့လောဘကဘာသစ္စာဩဒီခန္ဓာကိုယ်ကြီးရှိနေတော့မဝတ်မဖြစ်တော့ဝတ်နေရတာချမ်းရင်လည်းချမ်းသာကာကွယ်ပူရင်လည်းပူပန်ကာကွယ်မဲ့ချင်ကိုက်ရင်လည်းမဲ့ချင်တာကာကွယ်လို့ကဲမချမ်းမပူမဲ့ချင်မကိုက်ပါဘူးတဲ့ဘာလာကိုလုံးလေးနေလို့တော့သိရလားမသိတဲ့အတွက်ကြောင့်အရှိအကြောက်ကိုကာကွယ်နိုင်ဖို့ရန်အတွက်ဒီအဝတ်ကိုငါဝတ်နေရတယ်လို့ဆိုပြီးတော့ဘုရားရှင်ရဲ့အဆုံးအမတော်တိုင်းဥစဉ်လိုလိုက်နာကျင့်သုံးလိုက်မယ်လို့ဆိုရင်လောဘရော့သွားမယ်နော်လောဘရော့သွားတယ်အဲ့တော့အဲ့လိုလောဘမရော့ဘဲနဲ့ကျွန်တော်ကအစင်းမျိုးစုံနောက်ပါသွားရင်လောဘနောက်ပါသွားတော့ဒီအဝတ်အစားကိုဝတ်ရဖို့အတွက်ဝတ်နိုင်ဖို့ရအတွက်ကျွန်တော်1000တန်အဝတ်ကိုဝတ်မယ်လို့ဆိုရင်1000ရှာရတော့မယ်နော်တသိန်းတန်အဝတ်ကိုဝတ်မယ်လို့ဆိုရင်တသိန်းရှာရတော့မယ်လောဘနောက်ပါသွားဘာနောက်ပါသွားကဲလောဘနောက်ပါသွားတဲ့အတွက်ကြောင့်မို့လိုချင်တဲ့အဝတ်အစားကိုဒါဥရရူပါယုနဲ့ပတ်သက်ပြီးပြောနေတာနော်အဝတ်အစားနောက်ပါသွားတဲ့ကြောင့်မို့လောဘနဲ့ရှာနေတော့ကဲရှာခြင်းတိုင်းလဲရကြီးလားရှာခြင်းတိုင်းမရဘူးနော်ရှာခြင်းတိုင်းမရပြန်တော့လေမကျင်တတ်တဲ့ဒေါသဖြစ်ပြန်ရောရှာခြင်းတိုင်းရှာလို့မရရင်လည်းဘာဖြစ်လဲဒေါသဖြစ်တယ်ဒါတင်မကရှာထားတဲ့အရာတွေပျက်စီးသွားပြန်ရင်လည်းဇောကဖြစ်ပြန်ရောရှာထားတဲ့အရာပျက်စီးပြန်ရင်လည်းဘာဖြစ်လဲဘာဖြစ်လို့အဲ့လိုဖြစ်လဲလို့ဆိုရင်အမှန်ကိုမသိတဲ့မောဟကြောင့်အမှန်ကိုမသိတဲ့မောဟကြောင့်အာယုံနောက်ကိုပါသွားတာကလောဘဖြစ်ချင်တဲ့အတိုင်းမဖြစ်တဲ့အတွက်ကြောင့်မကျေနပ်တာတို့စိုးရိမ်ပူပန်တာတို့ကြတော့ဖြစ်ဒေါသလို့ခေါ်တယ်ကိလေသာဝတ်ဘာဝတ်ပါလဲလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်မောဟဖြစ်လိုက်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ကိလေသာကိုလဲပြီးတော့နေတာကောင်းတဲ့အာယုံနဲ့အကျုံများရင်
နှလုံးမသွင်းမစင်ကြင်တတ်တဲ့ဘုရားဆုံးမတော်ကိုသိရသားနဲ့မလိုက်နာမကျင့်သုံးတဲ့ပုဂ္ဂိုလ်လုံးလုံးမသိတဲ့ပုဂ္ဂိုလ်တော့ပြောကြတော့မလို့တော့ဘူးနော်သိရသားနဲ့မလိုက်နာမကျင့်သုံးရင်လောဘအစွန်းဘက်ကိုရောက်သွားတယ်ဘယ်စွန်းဘက်ကိုလောဘအစွန်းဘက်ကိုရောက်သွားသလိုပဲရှာရင်ရလာတဲ့အရာရလာတာပြည့်စည်သွားရင်လည်းသောကလို့ဆိုတဲ့ပူပန်မှုဖြစ်တယ်လို့ပဲရှာလို့မရရင်လည်းမကျေနပ်တဲ့ဒေါသဖြစ်ပြန်တော့ကိလေသာကိုလဲနေတာနော်အမှန်ကားတော့အဝစာဝေးရတယ်လို့ဆိုတာဟာလှဖို့အတွက်အဓိကလားဓမ္မမဟုတ်ခန္ဓာကိုယ်ကိုလုံခြုံဖို့ရန်အတွက်ခန္ဓာဝန်ပင်ပန်းမှုသက်သာဖို့ရန်အတွက်ဝေးရတာလားခန္ဓာဝန်ပင်ပန်းမှုသက်သာမှုတွေဝေးရတာနော်အဲ့ဒီအတိနဲ့များလို့ဆိုရင်လောဘကိုနှခမ်းသတ်လို့မရဘူးလားလောဘကိုနှခမ်းသတ်လို့ရလို့လောဘအဖြစ်နေသွားရင်ဒေါသလည်းပဲအဖြစ်နေသွားတယ်သောကလည်းပဲအဖြစ်နေသွားတယ်ဘာဖြစ်လို့ဒေါသသောကအဖြစ်နေသွားလဲလို့မေးမောဟလို့ဆိုရယ်အမှန်ကိုမသိမှုမရှိတော့ပဲနဲ့အမှန်ကိုသိသွားလို့ပဲဘာကိုသိသွားလို့ဩငါမတတ်တာလို့ဒီဝဝနေရတာပဲလို့ဆိုတာကိုသိသွားတယ်နော်အဲ့လိုဆိုကိလေသာကိုလည်းမလဲတော့ဟိုအလိုလိုရသွားတယ်နော်အဲ့လိုမှမဟုတ်ရင်တော့ဖြင့်ကောင်းမှုပြုလိုက်ကောင်းကျိုးရလိုက်ရလာတဲ့ကောင်းကျိုးကိုမေမောတွေ့လာတဲ့လောဘကဖြစ်လိုက်လို့ဆိုရင်ကာမဝဝိပါကဝကိလေသာဝမကောင်းမှုပြုလိုက်မကောင်းကျိုးကမကောင်းကျိုးရတော့မကျေနပ်တဲ့ဒေါသတွေစိုးရင်ပူပန်တဲ့သောကတွေဖြစ်တော့ကိလေသာဝပဲပါမသွားဘူးလားဘာဖြစ်လို့ဒီလိုဖြစ်တာလဲတော့မကောင်းမှုကမကောင်းကျိုးပေးတယ်လို့ဆိုတာကိုမသိလို့ပဲအဲ့ဒီမကောင်းမှုကဘယ်သူပြုတာလဲလို့ဆိုရင်အဓိကကိုပြုခဲ့တာလေဟုတ်ရဲ့လားအဲ့ဒါကိုပြုခဲ့တာကိုမသိတော့ဟိုလူလည်းညှို့ထိုးဒီလူလည်းညှို့ထိုးတယ်အခုဘယ်သူကိုလည်းညှို့ထိုးနေကြလဲသူများကိုလည်းညှို့ထိုးနေတာနော်အမှန်ကတော့ဘယ်သူမိုက်လို့လဲကိုမိုက်လို့ကိုခံရတာလေအဲ့ဒါကြောင့်မို့ဝတ်နဲ့ပတ်သက်တဲ့ချမ်းသာဟာချမ်းသာအစိမဟုတ်ဘူးပဲတဲ့လဲပြီးတော့ဒုက္ခပေးနေတယ်နော်အဲဒုက္ခကများချမ်းသာကနည်းနည်းဝတ္တနိတိလောကီကျိုးဆက်ဖိုးမနဲ့ဖို့အိမ်မက်အလားအငှားဥစ္စာသူဟာတမျှစိုးမရဘူးတဲ့အစိုးရတယ်ဆိုလို့ဘာမှမရှိဘူးဟုတ်တယ်နော်အဲ့ဒါကြောင့်မို့အဲ့လိုမိတ်တော်မူထားတဲ့အဆုံးအမတော်တွေကိုဥစဉ်လို့နားလဲပြီးတော့နေတော့ဘုရားရှင်ကဒီဝံပါဋိတာဘိက္ခဝေဘိက္ခဝေจิตသားจิตသမီးတို့ဒီဝံညေအေယမမြတ်နိဗ္ဗာန်ကိုတုံးမဲ့သင်จิตသားจิตသမီးပေါင်းတို့သည်ပါဋိတာလိုခြင်းတောင်းတပန်းတိုင်စိုက်ထားကြပြီလို့ငြိမ်းအေးတဲ့နိဗ္ဗာန်ကိုပဲပန်းတိုင်စိုက်ပြီးကောင်းမှုပြုပဲတဲ့ဘဝချမ်းသာကိုလိုချင်တဲ့လောဘနဲ့ကောင်းမှုကိုမပြုနဲ့ကောင်းမှုကိုပြုရင်တော့ပြန်ကောင်းကျိုးရမှာပဲနော်ဘဝချမ်းသာလောက်နေတဲ့ကိုကနှကန်းသတ်ထားရင်ဒီကောင်းမှုကဘဝချမ်းသာလောက်ပဲပေးနိုင်တယ်ဘဝချမ်းသာတဲ့လွန်တဲ့ဘဝကလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာအတိကိုကပန်းတိုင်စိုက်ထားရင်လောဘလည်းလျော့သွားလို့ဒေါသလည်းလျော့သွားလို့နိဗ္ဗာန်ဒီတဖြည်းဖြည်းနဲ့ရင့်ကျက်လာလိမ့်မယ်နော်ဒါကြောင့်ဒီဝံပတိတဝနာဌာနံဒိဋ္ဌသီလရကတာဥပောတတာကမ္မံကရောထာဘာဝနံဘာဝေထာဒီဝံညေယမံမြတ်နိဗ္ဗာန်ကိုပတိတဝနာတောင်းတကြကုန်ကြည့်၍ဒါနံဒါနာကောင်းမှုကိုဒိဋ္ဌပေးလူကြပေကုန်သီလံသီလကောင်းမှုကိုရကတာစောင့်ရှောက်ကြပါပေကုန်တော့ဥပောတတာကမ္မံဥပုသ်ဆောင်သုံးခြင်းမှုကိုကရောထာပြုကြပါပေကုန်တော့ဘာဝနာပွားမှုကိုတုံးမေသင်္จิตသားจิตမိများပေါင်းတို့သည်ဘာဝေထကောင်းစွာမသွေပွားများကြပေကုန်ရာတည်းဝန္နာအသိဉာဏ်လေးနဲ့ရှင်းပြီးတော့တဲ့ကြွကြွတဲ့ဦးဇင်းတို့လုတ်ကင်ဆောင်ရွက်ခဲ့တာမိဘဘုရားများလက်ထက်က73ကျင်းဦးဇင်းရောက်လာမှနှစ်ပေါင်း40ခိုးတုံးကဦးဇင်းရောက်နေတာ36နှစ်အရွယ်လို့ဆိုတော့အရွယ်လည်းကောင်းသေးတယ်လို့ပဲဦးဇင်းနဲ့ဒုတူပေါင်းပဲဆောင်ရွက်နေကြတဲ့ဒီမှာထိုင်နေကြတဲ့ဦးဇင်းတို့ကြီးတော်နောက်တော်များလည်းပဲ40ကျော်30ကျော်40ကျော်အရွယ်တွေနော်အရွယ်ကောင်းတုံးဆောင်ရွက်နိုင်ကြတာလေဘုဒ္ဓကမိဘဘဝတွေရှိနေကြသေးတယ်အခုမိဘဘဝတွေရှိကြတော့လားဆရာသမားတွေကိုရှိကြတော့လားရလာတဲ့ယုံနံတရားနှစ်ပါးလေးဖြစ်ပြီးရင်ပြတ်တယ်မွေးပြီးရင်သေတယ်လို့ဆိုတော့မွေးပြီးကိုဘာဖြစ်ကုန်ကြပြီ
ကဲဦးဇင်းတို့လည်းပဲမွေးခဲ့ပြီးအခုဘာပဲကြံတော့လဲသိတာကောင်းလားမသိတာကောင်းလားသိတာကောင်းတယ်လေအမျိုးမဖြတ်နဲ့မျိုးကသေမျိုးတွေမဟုတ်ဘူးလားသေတတ်တဲ့ယုံနာဆိုတာရှိရမသေတတ်တဲ့နိဗ္ဗာန်ဆိုတာလည်းရှိတယ်သေတတ်တဲ့ယုံနာကိုအခြေခံပြီးတော့မသေတတ်တဲ့နိဗ္ဗာန်ကိုဦးဇင်းတို့အရာယူဖို့လိုအပ်တယ်နော်အဲ့လိုအရာယူတဲ့နေရာမှာဦးဇင်းတို့ဘုရားလောင်းတော်ကြီးပထမဦးဆုံးနိယတဗျာဒိပန်းဆင်မြန်းတဲ့သူမိတာတထေသာဘဝကလေးကသူ့ရဲ့အတွင်းနဲ့အလုတ်ကလေးကိုဦးဇင်းပြန်ပြီးတော့အနှဲငယ်ပြီးပေးခြင်းတယ်နော်ငယ်ငယ်ရွယ်ရွယ်နဲ့မိဘနှစ်ပါးဆုံးသွားတော့ဗန္ဒာယေမှုဖြစ်တဲ့ပုဂ္ဂိုလ်ကရိုးတာရိုးတဲ့အတွက်ကြောင့်မို့တထေသားလေးတဲ့ဒါကမိဘဘဝကရှာဖွေလို့တိုးလာတာအဖိုးဘဝကဒါတွေရှိဖိုးဘွားဘဝကဒါတွေရှိတယ်ဟောအဘိုးဘဝကဒါတွေရှိတယ်လို့ဆိုပြီးတော့ဆွေ90ကရှာတဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ပြတာပစ္စည်းတွေကတောင်ပုံရပုံနော်အင်မတန်များတဲ့ပစ္စည်းတွေကိုလိုက်အတွင်းမှုကလည်းပဲဗန္ဒာယေမှုကလည်းတော်တော်ရိုးသားတဲ့ဗန္ဒာယေမှုမလို့စောက်ရှောက်ထိမ့်သိမ့်ပေးခဲ့တာလေအခုဗန္ဒာယေမှုတွေကိုအလိုက်ရင်ဘာဖြစ်ကုန်မယ်ဖြစ်တယ်ပြောက်ကုန်မယ်နော်မပြောက်တာတော့မှပဲသူကိတ်ယူတာရှိတာပေါ့အဲ့ဒီဗန္ဒာယေမှုမှာဥစဉ်ဗန္ဒာယေမှုမပါဘူးနော်အဲ့ဒါကြောင့်မို့အဲ့ဒါကိုကြည့်ပြီးတော့သူ့မိသားစိတ်ထဲဘာပေါ်လာလဲလို့ဆိုတော့ငါမိဘဘဝတွေကပစ္စည်းဥစ္စာယန္နာကိုရအောင်ပဲရှာတတ်တယ်ပါအောင်ယူမသွားတတ်ဘူးရအောင်တော့ပါအောင်တော့ရအောင်ပဲရှာတတ်တယ်ပါအောင်ယူမသွားတတ်ဘူးငါပါအောင်ယူသွားမယ်ငါပါအောင်ယူသွားမယ်လို့ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ဒါနာကောင်းမှုပြုတာဘာဖြစ်လို့ဒါနာကောင်းမှုပြုလဲလို့မေးရင်ပေဇာနံဝေရာနံတာရဏဘာဝေနအာတာရသဒနာသာဒနာနာမသာရောပေဇာနံဝေရာနံယံလူမျိုး၅ပါးတို့နဲ့တာရဏဘာဝေနဆက်ဆံနေသည်အဖြစ်ကြောင့်အာတာရသာနိတာရဘာများမရှိသောဒနာသာပစ္စည်းဥစ္စာယန္တာမှန်သမျှ၏သာရောအနိတာရသည်ဌာနာပေကံဆွန်ကြဲခြင်းဖြစ်ပါပေ၏ပစ္စည်းဥစ္စာယန္တာမှန်သမျှဟာယံလူမျိုးဘယ်နှပါးနဲ့အဲ့ဒီ၅ပါးကိုသိတယ်မဟုတ်လားမီးလောင်ရင်လည်းကုန်တယ်လို့ပဲရင်ပြောရင်လည်းပဲကုန်တာပဲနောက်ကဲမီးရေပြီးတော့နောက်ကပါမဲရွေလည်းတားလို့ရလားမရဘူးလေနောက်တစ်ခုကခိုးစခိုးတည်းများတွေခိုးတိုက်သွားရင်လည်းပဲအော်ဒီပစ္စည်းဥစ္စာတွေဆိုတာတွေကအော်ငါတခင်ကငါ့ကိုလိုရင်လုံးလို့နေပူမရှောင်မိုးရွာမရှောင်နဲ့ရှာထားဖွေထားတာသခိုးလာခိုးရင်ငါသခိုးနောက်မလိုက်ဘူးငါတခင်နဲ့နေမယ်လို့ဆိုပြီးတော့ပစ္စည်းကကတ်ကြံနေလားသခိုးနောက်ပါသွားသခိုးနောက်ပါသွားတယ်နော်အခုလည်းပဲအခုလိုချိန်ခါတာလားဦးဇင်းတို့မောင်မတူနောင်သားမိတွေတချို့တန်ဖိုးကြီးတဲ့ငကားတန်ဖိုးကြီးတဲ့ဆွဲကျူးတန်ဖိုးကြီးတဲ့လက်ကောက်အဲ့ဒါတွေကိုဝတ်ဆင်ရတယ်နော်ဘာကိုစိန်ခေါ်နေတာနဲ့တူတယ်လို့ဆိုရင်တန်ဖိုးကြီးသလောက်သူတစ်ပါးပစ္စည်းမတရားလုပ်ရတဲ့သခိုးတများတွေကိုစိန်ခေါ်နေတာနဲ့မတူဘူးလားအယောင်တောက်နေတဲ့နားကငကကခေါ်နေတယ်သခိုးတများဟေ့ငါကသိန်းကျော်တန်တန်လာကွယ်မင်းဒါကိုရရင်သိန်းကျော်တန်မင်းသုံးရမယ်လို့ခေါ်နေတာနဲ့မတူဘူးလားအေးမင်းငါကိုလူချင်းနရွက်ဖြတ်ယူလို့ပြောတာနဲ့တူသွားတယ်နော်လက်ဘေးမှာဆွဲထားရင်လည်းပဲဟာဒါတစ်ပြည့်ဘယ်နဲ့ကြသားရှိပါပဲဒီအခုခေတ်ဆိုရင်ရွှေစည်းတစ်ကြသားကိုပါလောက်တယ်တရားနည်းနေပြီလားကြော်ဆောင်သွားပြီလားဟိုမျက်ခြေပြလို့မဖြစ်ဘူးနော်လောကမှာဖြင်းတော့မယ်အဲကြောင့်မျက်ခြေပြမခံတဲ့လောကမှာမဖြင်းစေနဲ့နော်ဓမ္မလည်းမယွင်းစေပါနဲ့အဲဒီတော့အဲ့ဒီရာကျော်တန်တဲ့ဦးဇင်းတို့လေဘင်းကဆွဲကြိုးကတခိုးတည်းမတရားလုံကျင်တဲ့ပုဂ္ဂိုလ်ကိုလက်ရခေါ်ပြီးမျက်စာပြစ်ပြနေတယ်လေဒါရာကျော်တန်တဲ့ကမင်းလုံကျင်ရင်လေဘင်းဖြတ်ယူလို့ပြောနေတာနဲ့မတူဘူးလားဒီလိုဆိုရင်ကိုတန်ဖိုးကြီးတဲ့ဆွဲကြိုးကိုဆွဲထားခြင်းဒီတခိုးတည်းကိုလေဘင်းဖြတ်ခိုင်းတာနဲ့မတူဘူးလားလက်ထဲမှာစွတ်ထားတဲ့လက်ကောက်တွေလက်စွပ်တွေလည်းဒီလိုပါပဲလက်ကောက်ကလည်းပြောနေတယ်လက်စွပ်ကလည်းပြောနေတယ်တို့ကဘယ်လောက်တန်ကြီးရှိတယ်ဟဲ့မင်းတို့
လက်ကိုဖြတ်ယူလို့ပြောတာနဲ့တူတယ်နော်ကိုကိုယ်တိုင်လည်းပဲမဆွဲတင်တယ်လို့ဦးဇင်းတို့ဒါကိုယရနာဖြစ်နေထိတ်သိမ်းထားရမှာလေတကယ်လို့အလာတဲ့ချိန်ကြရင်တော့ပြန်ထုတ်သုံးဖို့ပေါ့ကိုသားသမီးလေးတွေကိုဒီယရနာနဲ့ဆင်ပေးခြင်းတည်လည်းပဲကိုသားသမီးလေးတွေကိုအန္တရာယ်တွင်းတဲ့ကိုတွန်းပို့တာနဲ့မတူဘူးလားတူတယ်လေအဲ့လိုတွန်းမပို့ပါနဲ့သားသမီးလေးကိုလည်းပဲကိုလည်းပဲအန္တရာယ်တွင်းတဲ့ကိုမဆင်းကြပါနဲ့လို့အကြောင်းသိလို့မှားကြတာနော်ပြီးတော့လည်းပဲမချစ်မနစ်တဲ့သားဆိုးသမီးဆိုတဲ့သားဆိုးသမီးဆိုတဲ့ဟဲ့ဒီခင်ဒီမသွားနဲ့လို့ပြောပါရဲ့သားကနဲ့ကြွားလို့ပျောက်သွားတော့ဘာလို့ရင်ပူလဲရင်ပူုံနဲ့ပြီးလားရှိတာလေးဒီပါကုန်သွားတယ်ဒါတောင်သားပြန်ရောက်ချင်မှရောက်လာနော်အဲ့ဒီသားဆိုးသမီးဆိုတွေကလည်းလူယူတယ်တဲ့ပေသနာဝေဒနာယံဒီမျိုး၅ပါးတို့နဲ့ဒါရဏဘာဝေနာဆက်ဆံနေပြီအဖြစ်ကြောင့်အာတာရတာနိတာရမကာမြမရှိသောတဏ္ဍာပစ္စည်းဥစ္စာယရဏမန္တမြဤသာရောနိတာရလီဒါနံပိကံစွန့်ကျဲလူတန်းခြင်းသည်ကိုအနိနာခံပြီးတော့အများအတွက်တုံးချလိုက်တာကိုဒါနလို့ခေါ်တယ်နော်အပြင်ကဒါနအနေနဲ့ပိကံစွန့်ကျဲလူတန်းတယ်လို့ဆိုတာကိုမြင်ရတယ်အမှန်ကတော့ဖြင့်မိမိရဲ့အတွင်းထဲမှာရှိနေတဲ့လောဘကိုစတာပဲလောဘကိုဘာလုပ်တာလောဘကိုနည်းသွားအောင်လုပ်တာနော်လောဘကိုပယ်သနိုင်ဖို့ကြိုးစားတာတွေ့တာတတ်တဲ့သဘာဝလောဘသေဖို့ရန်အတွက်တွေ့တာဆရာဖြစ်တဲ့ပစ္စည်းဥစ္စာယတနာတွေကိုစွန့်ပြီးတော့ဦးဇင်းတို့အတုံးပြုနေကြတာပါအများအတွက်လည်းပဲအကျိုးများသွားတယ်လို့အများလည်းချမ်းသာတယ်လို့ကိုယ့်ရဲ့အတွင်တဏ္ဍာမှာလည်းပဲလောဘလို့ဆိုတဲ့တွေ့တာဆွဲလမ်းမှုကယော့မသွားဘူးလားတဖြည်းဖြည်းနဲ့အဲ့ဒီတွေ့တာဆွဲလမ်းမှုတွေယော့ပြီးနောက်ဆုံးကြတော့ပြန်ဒီခန္ဓာဝန်ယုတ်နံကိုပါစွန့်နိုင်ဖို့ရအတွက်လေ့ကျင့်ပေးတာနော်ဘာဟုရောဂသာဒရဏဘာဝေနာအတ္တရသသေရတသီလဝန္တေတုအဘိဝါဒနာတိကမ္မံတာရောဘာဟုရောဂသာဒရဏဘာဝေနာမြောက်များစွာသောယောဂဝေဒနာတို့နှင့်ဆက်ဆံနေသည်အဖြစ်ကြောင့်အာတာရသာအနိတာရဘာများမရှိသောတရိတသခန္ဓာကိုယ်ကြီးတာရောနာမအနိတာရမည်သည်သီလဝန္တေသူသီလရှိရာကုန်သောဖရာအစာရှိသောသူတော်ကောင်းကျေးဇူးရှင်ပေါင်းတို့အပေါ်၌အဘိဝါဒနာအဓိကမ္မယိုသေးခြင်းမြတ်လို့ခြင်းလေးစားခြင်းပြုလူခြင်းဖြစ်ပါ၏ဒီခန္ဓာဝန်ကအင်မတန်ယောဂထုတယ်တဲ့ဟုတ်ရဲ့လားသာမန်ဥစဉ်တို့ဖြစ်နေကြယောဂအရင်ကနဲ့စာရင်အခုများလာနည်းသွားလားယောဂဝေဒနာတွေကများလာတယ်လို့ငယ်တဲ့ပုံကိုယ်တွေမှာလည်းပဲယောဂဝေဒနာကအခုဆိုရင်တွေးတိုးတော့ပဲဆိုရတော့ရှင်းတော့ဆိုရင်50-60အရွယ်မှာဖြစ်တာနော်အခုဆိုရင်5-5နှစ်သားအရွယ်တောင်စိုးရိမ်တိုးနေပြီလို့ဆိုတော့ယောဂဝေဒနာနှိမ့်ဆက်တာကငယ်တဲ့အရွယ်ထိရောက်ကုန်ပြီနော်အဲ့ဒါကိုကျွန်တော်အစားအသောက်အနေထိုင်လေးတွေနဲ့ဆင်ခြင်ပြီးတော့ဒီခန္ဓာဝင်ကြီးယောဂနဲ့အနှိမ့်ဆက်မခံရအနှိမ့်ဆက်ခံရတဲ့အတွက်ကြောင့်အနှစ်သာရမရှိတဲ့ဒီခန္ဓာကိုယ်ကြီးကျမ်းမာနေတော့ကျမ်းမာအောင်စောင့်ရှောက်နိုင်တော့ဖရာအစာရှိတဲ့သူတော်ကောင်းများမိဘများဆရာသမားများကျေးဇူးရှိသူများအပေါ်မှာကိုကဝတရားတွေပြန်ပြုတဲ့အခုဦးဇင်းတို့ပဋ္ဌာနာတိကအဘိဓမ္မာယုဖပူဇော်ပွဲကြီးကျင်းပနေတာလည်းပဲမိဘဘဝဆရာသမားများကိုကျေးဇူးပြန်ပြီးတော့သိပြီးတော့တုတ်ပြန်ရရောက်တယ်လို့ပဲခရအဆုံးမတော်ကိုလည်းပဲစောက်ရှောက်ရမရဘူးလားအဲ့လိုပြုလို့စောက်ရှောက်နေတဲ့ဥက္ကဋ္ဌတို့ခန္ဓာကိုယ်ဟာယောဂဝေဒနာတွေနဲ့နှိမ့်ဆက်နေတာနော်ဒီမနေ့ထားလာတယ်ဟိုကကြည်ပြားကအေးနေဘလို့ဖြစ်ဥက္ကဋ္ဌမောင်မိုင်ကခုနလှမ်းကြည့်လိုက်တယ်မန္တတုမကပူလုံးတော့ရလက်ခပြီးတော့နေတယ်ဥက္ကဋ္ဌကကျုံနေဆိုလာတယ်နော်မီးရဖြစ်နေတာရှိတော့ကသင်္ကစားစတော်ဘုရားကြီးပြောခဲ့တဲ့ပုံပြင်လေးတစ်ခုတခါကြီးတယောက်မကြမ်းပါတော့သားကိုဆရာသွားပင့်ခိုင်းတယ်မကြမ်းပါတဲ့တယောက်ဟိုတုန်းကဆနွင်းလိမ့်တဲ့သဘာဝလေးရှိတယ်နော်ဆနွင်းလိမ့်ပြီးတော့ခန္ဓာကိုယ်ယောဂဝေဒနာကိုသူကကုစားထားတာဆရာကိုသွားပင့်တော့ဆရာလည်းရောက်လာရောဆနွင်းလိမ့်ထားတာကိုကြည့်ပြီးတော့ဟာမင်းဝေဒနာရှင်ဟာမီးရပဲကွာမင်းဝေဒနာရှင်ဟာမီးရပဲလို့လည်းပြောရောဆရာသွားပင့်တဲ့
ပုဂ္ဂိုလ်ကဆရာကြီးဒီအခုဝေဒနာခံစားနေရတာဟာယောက်ျားလို့ပြောတာကြားกว่าပြီးရတယ်လူကြီးဆိုတာအဲ့လိုပဲနော်ကိုပြောမိရင်ပြောပြီးတော့နှောက်ဆုပ်လို့ထုံးတာမရှိဘူးအဲ့ဒါကိုသက်ကြီးလာတဲ့ဦးဇင်းမောင်မတွေလည်းအဲ့လိုကြားမိရမှာလုံးနဲ့လေကိုကသားသမီးလေးတွေရဲ့စောင့်ရှောက်မှုကိုခံယူနေရတာမဟုတ်ဘူးလားအဲ့တော့ကိုကနားကလည်းလေးလာပြီးကလေးတွေပြောရင်ဘာလဲလိုက်မပေးနဲ့ကို့အလုပ်ကိုလုပ်တာမဟုတ်ဘူးလေကို့အလုပ်ကိုလုပ်စားတာတောင်းတာနဲ့ပတ်သက်လည်းပဲကလေးတွေများအကြောင်းရင်းဆိုတာကိုကိုဆောင်ရွက်ပေးနေတာကိုထောက်ပြီးတော့သူတို့ကလေးတွေပြင်ပန်းမနဲ့ရှာဖွေပြီးတော့တို့ကိုတတ်နိုင်များပြုစုပေးနေတယ်ဒီကလေးများကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့အန္တရာယ်ကင်းနဲ့လှုပ်ရှားသွားလာနိုင်ကြပါစေလို့ဆိုပြီးတော့မေတ္တာပွားပြီးကျွေးတာနဲ့အေးချမ်းချမ်းမစားတဲ့ဘူးလားတချို့ဘုန်းကြီးဖွားကြီးတွေကတော်တော်ကြီးထူတယ်နော်အဲ့ဒါဦးဇင်းမောင်ကလည်းမပါဘူးလားမပါနဲ့လေအဲ့ဒါကြောင့်မို့ဒီခန္ဓာဝင်ကြီးဒီလိုဒုက္ခပေးနေတာဒီတိုင်းထားလည်းပဲယောဂများမှာပဲမထားလည်းပဲယောဂများမှာပဲအခုဦးဇင်းတို့အရွယ်တွေဆိုလို့ရှိရင်ယောဂတယောက်တစ်မျိုးစီနဲ့ရုန်းကန်လှုပ်ရှားနေကြတယ်နော်ရုန်းကန်လှုပ်ရတဲ့ဒီပွဲတော်ကြီးတို့ရှိနေတုံးတော့ဖြင့်တို့မိဘဘိုးဘွားရဲ့ကောင်းမှုကိုနောက်ဆက်မျိုးဆက်တွေကိုပေးနိုင်ဖို့ရန်အတွက်တို့ရှိတော့ကြိုးစားပြီးတော့ဆောင်ရွက်မယ်လို့ဆိုပြီးတော့ဆောင်ရွက်နေကြတာလေယောဂဝေဒနာအင်မတန်ထူပြောတဲ့ဒီခန္ဓာကိုယ်ကြီးတွင်းကဦးဇင်းတို့ဘာထုတ်ယူနေကြတာအနှစ်ကိုထုတ်ယူနေကြတာကောင်းမှုပြုနေကြဒါကသီလကောင်းမှုပါဘာကောင်းမှုပါလဲသီလကောင်းမှုကဦးဇင်းတို့မကျေနပ်တဲ့ဒေါသတို့သောကတို့ကိုဖယ်ရှားပေးတယ်ယောဂဝေဒနာခံရလို့ဒီတိုင်းပဲအိတ်နေရင်ယောဂဝေဒနာကတအင်းနဲ့ဖြစ်နေတော့မကျေနပ်တဲ့ဒေါသတွေမဖြစ်ဘူးလားဟဲလို့ဆိုပြီးတော့သောကလို့ဆိုတဲ့စိုးရိမ်ကြောင်းကြမှုတွေကိုတော့မဖြစ်ဘူးလားမဖြစ်ပါဘူးလေဒီတော့နာလဲနာပေါ့ကောင်းမှုပြုလဲနာပါပဲမကောင်းမှုလည်းပြုလဲနာပါမယ်ငါတတ်နိုင်နေများတော့ပြင်ကောင်းမှုပြုပြီးဒီကောင်းမှုကိုဆက်ပြီးတော့ဆောင်ရွက်မယ်လို့ဆိုပြီးတော့ကိုယ်လေးတဲ့ခန္ဓာကိုယောဂထူနေတဲ့ဒီခန္ဓာကိုအကြောင်းပြုပြီးကျိတ်မိတ်ပြီးကောင်းမှုကိုပြုနေတာဟာဒေါသနဲ့တတ်နေတာပဲမင်္ဂတော့သီလခေါနာကဝုပြုတယ်ဝေယဝိသလုပ်တယ်ဆိုတာတွေဟာသီလနော်ကိုကအဲ့လိုတော့မပြုနိုင်ဘူးလို့ဆိုရင်အခုလိုချိန်ခါကာလကိုလည်းကိုချစ်ကိုမတန်နိုင်ရင်လည်းပဲပဋ္ဌာန်းတွေနာယူလို့ဘုရားအာယူပြုလို့မေတ္တာပွားနေမယ်လို့ဆိုရင်တော့မရဘူးလားအိုးမအိမ်မနေလဲဒါပြုလို့ရတယ်နော်အဲ့ဒါကခန္ဓာကိုယ်အတွင်းကနေပြီးတော့အနှစ်ထုတ်ယူတာသီလခန္ဓာကိုယ်အတွင်းကအနှစ်ထုတ်ယူတာပါလေသီလဆိုတာဒေါသလို့ဆိုတော့မကျေနပ်မှုနဲ့သောကလို့ဆိုတော့စိုးရိမ်မှုကိုတဖြည်းဖြည်းနဲ့အာနဲသွားအောင်လို့ပယ်ပေးနေတာနော်အနေစာပိဗုဒ္ဓဘာဝေနာအတ္တရသာရှိဝိတ္တဝိပါဒနာယောဂောသာရောအနေစာပိဗုဒ္ဓဘာဝေနာမမြဲခြင်းပြောင်းလဲရဲ့စားရှိတဲ့သဘာဝတရားတို့သည်နေစေအတ္တိဤဖြစ်ကြောင်းအသာရသာနေသာရမရှိသောဇီဝိတ္တအသက်ဤသာရောနာမအတိတာရမြည်သည်ဝိပဿနာယောဂောယုတ်နံဓမ္မသင်္ခါရတို့ကိုအဖန်ဖန်ခွဲခြား၍သိမြင်ခြင်းပါပေသည်ယုတ်နိုင်ရဲ့ဘာဝဒါယုတ်ပဲဌာနံပဲဖြစ်ပြီးရင်ပြတ်တတ်တဲ့ဘာဝရှိတယ်လို့ဆိုတာကိုနားလည်သဘောပေါက်ရဲ့အမှန်ကိုသိတာပဲနော်မောဟကိုပယ်တာပါဘာကိုပယ်တာလဲဒီလိုဆိုရင်ပြန်ပြီးတော့သုတ်တန်တဲ့အဘိဓမ္မာပြန်ညှိကြည့်ရင်ဒါနကလောဘကိုနည်းအောင်တတ်ပေးတာဒါနဆိုတာသမုဒိကိစ္စနယ်ကအစလုံးနော်သီလကဒေါသကိုနည်းအောင်ဆောင်ရွက်ပေးတာသီလကဒေါသကိုနည်းအောင်ပါလုပ်ပေးတာဆောင်ရွက်ပေးတာဝေယဝိသဆောင်ရွက်နေကြတဲ့ကာယကံကောင်းမှုတွေဇေတမြတ်ကြီးရဲ့ခြေတော်အောက်ရောက်လာပြီးတော့ပထမပူဇော်ရမယ်လို့ဆိုတဲ့တန်ခါတော်များအတွက်ဝေယဝိသစားဖို့အတွက်တောက်ဖို့အတွက်နေဖို့အတွက်ထိုင်ဖို့အတွက်ရောက်လာကြတဲ့ပါဝန်းကျင်ကဥဒ္ဒနောမောင်နှမတွေချမ်းချမ်းသာသာနဲ့ဇေတမြတ်ကြီးရဲ့ခြေတော်အောက်မှာကောင်းမှုပြုနိုင်ဖို့လို့ဆိုပြီးတော့ချက်လို့ပြုတ်လို့ဖုတ်လို့ကင်းလို့ကျွေးလို့မွေးလို့သိမ်းလို့ဆဲလို့လှဲလို့ကျင်းလို့လုပ်နေတာလေဒါသီလကောင်းမှုပဲဘာကောင်းမှုလဲသီလကောင်းမှုနဲ့ဝိတရားတွေကိုကိုယ်ကကြည်အောင်ဆောင်ရွက်ပေးနေတယ်ဥဒ္ဒနောတခါတည်းအောင်ကြတော့ဖြင့်တတိလုတ်ပြီးတော့ဖြစ်တတ်တာမရှိဘူးလား
သတိလွတ်ပြီးတော့ဖြစ်သွားတဲ့အရာရှိရင်လည်းလာတဲ့ပုဂ္ဂိုလ်တွေကနားလည်ပြီးကိုလိုအပ်တယ်နော်ဒီတဘာတော့ဖြင့်ဦးဇင်းသိလိုက်တဲ့သတိအလုတ်ဆုံးအကြီးကျယ်ဆုံးကတော့ဒီဓမ္မသနာပလင်တော်ပေါ်မှာထွေးကံမရှိတာ9 ည9 ညတယ်လေ9 ညထွေးကံမရှိဘူးပထမညတည်းဓမ္မကိရိယာဆရာတွေကဘာမှမပြောဘူးသတိထားမိပုံမရဘူးနော်မနေ့ကပြန်ကြွသွားတဲ့ကိုတော်လေးက73 ရက်နေ့ညမှာတရားချပြတော့ထွေးကံကမရှိတော့စကားပြောပါများရင်သတိထွက်တာလည်းမဟုတ်လားသတိထွက်တော့ထွေးကျင်တော့ထွေးကံမရှိတော့သတိမျိုးချပြီးဒီလိုနဲ့တရားကိုပြီးအောင်ဟောသွားရတယ်တတိလေးပါလာလေအဲ့ဒါလည်းကျွန်တော်ဒါကြောင့်လည်းပြည်ရင်လာပြောသူလည်းပဲကိုယ်စရိကိုမျိုးပြီးတော့တရားဟောရတော့အာမရုပ်ဘောကွာလို့ပြောတယ်ဘာဖြစ်လို့အာမရုပ်လို့ပြောလိုက်တာအမှန်ကတော့ပြင်ဦးဇင်းတို့ရဲ့စထွေးမှာအစ္ဆတတိကြီးဗဟိတတိကြီးလို့ခန္ဓာကိုယ်မှာနှမျိုးရှိတယ်နော်အစ္ဆတတိကြီးလို့ဆိုတာတိကြီးအိတ်ခါဗဟိတတိကြီးလို့ဆိုတာဒီစထွေးမှာပါတဲ့အစာအာဟာရကိုခြေချင်နိုင်တဲ့ဓာတ်တိတွေအဲ့ဒါကိုဗဟိတတိကြီးလို့ခေါ်တယ်နော်ဦးဇင်းတို့ပိစ္ဆာသာတပစ္စည်းပဋ္ဌာန်းနဲ့စပြီးတော့ပိစ္ဆာသာတပစ္စည်းကိုရှင်းပြတဲ့အချိန်ခါကာလမှာလက်ဓာတ်ကလေးတွေနဲ့တင်စားထားတယ်ဦးဇင်းတို့စာတုတ်လို့ထွက်တော့လည်းပဲလက်ဓာတ်လို့ခေါ်တာနော်အဲ့ဒီလက်ဓာတ်ကလေးတွေကအကောင်ပေါက်လာပြီလို့ဆိုရင်တခြားဦးဇင်းတို့ဗျိုင်းတို့ဘာတို့လို့အမေအဖေကအစာရှာမကြွေးဘူးလေအစာရှာမကြွေးဘူးသူကမနေ့ကပြန်သွားလက်ဓာတ်ကလေးတွေကမျောနေတယ်ညပဲအိတ်နေတော့မိုးချုံနေပြီမိုးချုံနေတို့အစာမစားရဘူးမနေ့မိုးလင်းလာရင်တော့ပြဒုမိပါတွေအစာရှာတော့ပြန်လာရင်စားရမှာပဲအစာစားရင်ပါဇက်ကဘာဖြစ်လာဇဒွေးထွက်လာတယ်လေမစားဘူးကြရတာပါနော်ဇဒွေးထွက်လာတော့ဇဒွေးပြန်ပြူချတာခလုတ်ကနေဆိုမိုးလင်းလာလို့ရှိရင်တော့ပြင်မိဘတွေအစာရှာရင်ရလာရင်တို့စားရမှာပဲလို့ဆိုပြီးပြောပြီးတော့ထွက်လာတဲ့ဇဒွေးကိုပြန်ပြူရင်းနဲ့မိုးလင်းသွားတယ်ဆိုပါမိုးလဲလဲရောမိဘနှစ်ပါးကအစာရထွက်သွားတယ်မိုးချုပ်လာလို့ပြန်လာလည်းပဲဒီသားသမီးတွေအတွက်အစာရှာမလာဘူးပါမလာဘူးနော်အခုလည်းပဲမိုးလင်းအပြင်ထွက်သွားပြီးတော့မိုးချုပ်ပြန်လာရင်အစာအတွက်ပါမလာတဲ့မိဘတွေမရှိဘူးလားဘာမိဘမျိုးလဲလက်တိုင်းဒီနေ့တော့ပြင်တို့မိဘရှာမရလို့တို့မစားရတာမနေ့ဖြန်ကတော့စားရမှာပဲသားသမီးတွေကစိတ်ကောင်းရှိတယ်နော်သားသမီးတွေကစိတ်ကောင်းရှိပုံပဲလို့မိဘနှစ်ပါးကလက်ဓာမိဘတွေဆိုတော့သားသမီးတွေကိုအငတ်ထားတဲ့မိဘတွေတဲ့ကိုထင်အောင်လုပ်နေတဲ့မိဘတွေလေရှိလားမလောက်ကြနဲ့လို့ကွာအဲ့ဒါနဲ့ပဲဒီလိုနဲ့ပဲဒီလက်ဓာလေးတွေကကြီးလာလို့တောင်ပန်နဲ့ရင့်လာလို့ပြန်ပန်းနိုင်တဲ့အချိန်ကြာကမှအဲ့ဒီလက်ဓာလေးတွေအစာရှာပြီးတော့ကိုယ်တိုင်စားရတယ်တဲ့လင်းရင်စားရမှာပဲလင်းရင်စားရမှာပဲလို့အစာကိုမျှော်တဲ့အတွက်ကြောင့်မို့ဦးဇင်းတို့စားလို့ရေးတော့လင်းတလို့ရေးတာဘာလို့ရေးလဲလင်းတကနေကာလယူရတာဦးဇင်းတို့အခုဘယ်လိုခေါ်နေကြလက်ဓာလို့ခေါ်တာနော်မှသူ့မူရင်းကလင်းတအဲ့ဒီလင်းတဟာပိစ္ဆာသာရပစ္စည်းပိစ္ဆာသာရပစ္စည်းနောက်မှဖြစ်မဲ့ယုံနာကနောက်မှဖြစ်လာမဲ့ယုံနာကိုမျောပြီးတော့ရှေ့ယုံနာတွေကြီးပွားလာတာကိုပိစ္ဆာသာရပစ္စည်းနဲ့ကျေစုပြုတယ်လို့မိတ်တော်မူခဲ့တယ်နော်ပိစ္ဆာသာရစိတ်ဓာတ်စေတသိကဓမ္မာဘုရေဇာတသာဣမတကာယသာပိစ္ဆာသာရပစ္စည်းနာပစ္စယောပိစ္ဆာသာရနောက်ဖြစ်လာမဲ့ဖြစ်ကုန်သောစိတ်ဓာတ်စေတသိကစိတ်စေတသိတို့သည်ဘုရေဇာတသာရှေ့၌ဖြစ်ခဲ့ဘူးသောရှေ့ဖြစ်ထားသောဣမတကာယသာဤကရဇကာယအားပိစ္ဆာသာတပိစေနာပိစ္ဆာသာတပိစယသတိဖြင့်ပိစေယောဥပကာရကောကောင်းစွာကျေးဇူးပြုသည်ဟောဒီမုဋ္ဌမလူဖြစ်ပါ၏တတိတချို့မိပါတယ်ဒီကနေ့ပြောတာကြားဘူးတယ်သားကလေးတွေကိုမျှော်နေတယ်သားပြန်မရောက်မချင်းပြန်မလာမသိဘူးနော်သားကလေးပြန်မရောက်မချင်းသူမသိတာနောက်ပြန်ရောက်လာမယ်သားကလေးကိုမျှော်ရင်းနဲ့သူအသက်ရှည်နေတာလေမျှော်ရင်းနဲ့အသက်ရှည်နေတော့အဲ့ဒါကိုနောက်ရောက်လာမယ်သားသမီးတွေကိုမျှော်ပြီးတော့မိဘရဲ့ယုံနာရှေးကရှင်သန်နေတာကိုပိစ္ဆာသာရပစ္စည်းနဲ့ကျေးဇူးပြုတဲ့နမူနာကိုပြောတာ
တက္ကမကြီးတယောက်ဒီကနေ့အချိန်ကာလကြတော့တရွာမှာကျွေးပေးထားတာလေးရှိကျွေးပေးထားတာလေးရှိတော့ငါအသက်ရှင်တော့တောင်းမှငါသားရမှာငါတေကမှတောင်းရင်တော့ပြင်ယူမထားဘူးလို့ဆိုပြီးတော့ကျွေးယူထားတဲ့ပုံကိုယ်တွေကမပေးမဲနေရင်ရတော့မှမဟုတ်ဘူးလူတွေကဒီလိုပဲပေးလိုက်တဲ့ပေးပြီးရင်လိုက်ရတယ်နော်ပေးပြီးရင်ပြတ်မပေးချင်ဘူးလေအဲ့လိုလူတွေရှိတာဘယ်မှာခုထိုင်နေတဲ့လူတွေပဲအဲ့ဒါနဲ့သားကိုမှာတော့သားကလည်းပဲဟုတ်ကဲ့အမေလို့ဆိုတရားကိုသွားပြီးတော့ကျွေးသွားတောင်းတာလေကျွေးသွားတောင်းနေတော့ပဲဒီယုံနံကကိုဖြစ်ချင်တယ်လို့ဖြစ်လို့ရရလားသားပြန်လာတဲ့အထိစောက်ပေမဲ့လို့လည်းပဲပိဿာသာပစ္စည်းအနေနဲ့သားကိုမျောပြီးတော့သားပြန်လာမှသိမယ်လို့ဆိုလို့ယုံနံရဲ့စွမ်းအားတတိကကုန်သွားပြီလို့ဆိုတော့သားလေးကိုဆွဲပြီးတော့ဒီယုံနံချုပ်ပြတ်သွားဆွဲပြီးတော့ချုပ်ပြတ်သွားတဲ့အတွက်ကြောင့်ခွေးပိတ်တာကလေးသွားဖြစ်နေတာပါပိတ်တာကလေးသားကကျွေးတောင်းပြီးတော့ရလာခဲ့တယ်အမေကခိုင်းလိုက်လို့ပြန်လာလို့လမ်းတွယ်လိုက်ကြရောခွေးပိတ်တာကလေးဖြစ်သွားတယ်အမေကသားကိုဒီတော့ဥတဲ့ဝင်ရဲ့ရန်သူရှိတယ်ဓမြတွေရှိတယ်လေပစ္စည်းဥစ္စာယန္နာဆိုတာတခုဓမြနဲ့လည်းပဲဆက်ဆံတယ်လို့မဆိုဘူးလားရန်သူမျိုး၅ပါးနဲ့ပါတယ်နော်အဲ့ဒါနဲ့ပဲဝင်ရဲ့ငါသားကလေးအတိုက်ခံရတော့မယ်လာတောင်းတဲ့ကျွေးလာတောင်းတာတွေရသွားပြီသူမသုံးရပဲနေမယ်လို့ဆိုပြီးသားလေးကိုရှေ့ကနေပိတ်ဟောင်းတာလေပိတ်ဟောင်းတော့ငါသွားမယ်လမ်းကိုအနှောက်အယှက်ပေးရကောင်းလားလို့ဆိုပြီးတော့ခွေးလေးကိုဒုံနဲ့ရိုက်ဖို့ကြိုးစားခဲနဲ့ထုဖို့ကြိုးစားအဲ့ဒီချက်ဓမြတွေမွေးထားတဲ့ငှက်ကလေးတစ်ခုအဲ့ဒီငှက်ကလေးကစစ်ပင်ဘဝနေပြီးတော့သူဓမြတွေကိုသိပြီးတာဥစ္စာဒုံနဲ့လူလာပြီးဥစ္စာဒုံနဲ့လူလာပြီးလာပြီးတော့တိုက်ယူကြခိုက်ယူကြလို့ဆိုပြီးတော့ဓမြတွေကိုသိပေးတာအဲ့ဓမြခေါင်းဆောင်ကြီးကဦးဇင်းတို့ရဲ့ဖခင်အလောင်းတော်ကြီးတဲ့ဖခင်အလောင်းတော်ကြီးတောင်ဓမြခေါင်းဆောင်ဖြစ်ဘူးလားနော်အဲ့တော့ဓမြခေါင်းဆောင်ဖြစ်ပြီးလို့ဆိုအယံသမားကမဖြစ်ဘူးလို့ပြောလို့ရမှာဖြစ်ဘူးတဲ့ဘွားတွေရှိတယ်နော်ထားလိုက်သံဃာမှာခန္ဓာဝင်ထမ်းပြီးတော့သွားတော့တခါတည်းအလောင်းတော်ကြီးဖြစ်စေကမကောင်းမှုနောက်လောဘနောက်ပါသွားတဲ့ဘဝမျိုးတွေရှိဒေါသနောက်ပါသွားတဲ့ဘဝမျိုးတွေရှိတယ်လေအဲ့တော့ဦးဇင်းတို့လည်းလောဘဒေါသနောက်မပါပဲနေမလားသတိလေးထားပြီးတော့ထိုင်ရမှာနော်သတိဖက်ရင်အသိနဲ့လာတယ်သတိဖက်ရင်ဘာဖြစ်ပါလဲသတိလေးထိန်းပြီးတော့နေလိုက်ရင်အသိလေးကနဲ့လာရင်နဲ့နေတဲ့အသိဓာတ်ပညာကိုပြောတာပါနဲ့နေတဲ့အသိလေးနဲ့မတော်ဘူးလို့အထိမ်းမှများရင်ဒီလောဘလည်းညော့သွားမှဖြစ်တယ်လို့ဒေါသသောကလည်းညော့သွားမယ်နော်အဲ့ဒါနဲ့ငှက်ကအဲ့လိုអော်တဲ့အတန်ကိုကြားတော့ဒီကကောင်းတယ်လို့ထင်တာငှက်ကလေးអော်တဲ့အတန်ကိုသူစားရတယ်လို့ထင်ပြီးတော့သူ့ကိုအန္တရာယ်ကာကွယ်ပေးနေတဲ့ခွေးမလေးရဲ့ဟောင်းလို့သူ့သားကမရတော့လုံကြီးကိုဝင်ဆွဲတာလေမသွားနဲ့လို့ဆိုပြီးတော့ကြားပြီးတော့ခွေးလိုဟောင်းပြီးတော့ပြောတာဖះလောင်းတော့ဓမြဘုံကသဗ္ဗရုတေညူလို့ဆိုတဲ့အတန်ကိုသိတဲ့အတတ်ကိုတတ်ထားတယ်နော်ဟောဒီခွေးမတခုတော့ဆက်ဆက်နေမယ်ဆက်ဆက်နေလို့ဒီကလေးကိုတားနေတာပဲဒါပေမဲ့ဒီကလေးကဒီခွေးမလေးသူအကျိုးတရားလိုလားတယ်ဆိုတာမသိတဲ့အတွက်ကြောင့်အကျိုးတရားလိုလားတဲ့ခွေးမလေးကိုတော့ဖြင့်ရိုက်ဖို့ပုတ်ဖို့ထုဖို့ထောင်းဖို့ကြိုးစားနေသူ့ကိုတိုက်ယူတော့လို့ဆိုဓမြလည်းတဲ့ဝါကွက်အနေနဲ့ငှက်ကလေးရဲ့အတန်ကိုကြားတော့ဖြင့်ကောင်းတယ်လို့ထင်တယ်အနာရောက်တော့ဖမ်းလိုက်ရောဆိုတာဖမ်းလိုက်တော့ဥစ္စာဒုက္ခပါလာတယ်နော်ဥစ္စာဒုက္ခပါလာတော့အကျိုးကြောင့်မေးတော့မင်းဘယ်လိုရလာတာလဲဘာဖြစ်လို့လဲလို့မေးတော့အမေကခိုင်းတယ်အမေကဘယ်လိုချင်နေလဲအမေကကျမ်းမာရေးမကောင်းဘူးလို့ဆိုတော့ဒီခွေးဟာအမေကဖြစ်လာတဲ့ခွေးလို့ဆိုတာကိုဘုရားလောင်းတော်ကြီးသိတယ်နော်မင်းကိုဒီချိန်တော့ဖြင့်အမေကျေးဇူးကိုထောက်ဆပြီးလွှတ်လိုက်မယ်အဲ့တော့အကျိုးတရားလိုလားတဲ့ဒီခွေးရဲ့ဟိန်းတာဟောက်တာမင်းကအကျိုးတရားမလိုလားဘူးလို့ထင်အကျိုးတရားမလိုလားပဲနဲ့ဒုက္ခရောက်အောင်လုပ်တဲ့ငှက်အတန်ကိုကြားတော့လည်းမင်းကိုကောင်းအောင်လုပ်တယ်လို့ထင်တယ်လူလေးမဲ့အမြူပါနေအခုလဲဒီလိုပဲဦးဇင်းတို့တူနောင်သားမီးကလေးများအနေနဲ့သတိထားပြီးတော့စဉ်းစားကြည့်ရှင်လေကိုယ့်ရဲ့အကျိုးတရားလိုလားတဲ့မိဘဘဝကြီးလူများကဟိန်းဟောက်ကျိန်းမောင်းပြီးစူပူတာကိုအကျိုးတရားလိုလားတယ်လို့နားလည်ကြပါနားလည်ပြီးတော့လိုက်တာကျင့်သုံးကြပါ
အကျိုးတရားမလိုလားပဲနဲ့ကိုယ့်ကိုပျက်စီးအောင်လုပ်ကင်ဆောင်ရပုံကိုယ်တွေချော့ပြီးတော့ချူပြီးတော့ခေါ်သွားတာကြတော့ပြန်ကောင်းတယ်လို့မြင်မိတတ်တယ်နော်ဒါအဝိဇ္ဇာရဲ့သဘာဝပဲဘာရဲ့သဘာဝပါလဲအဝိဇ္ဇာရဲ့သဘာဝဒါကြောင့်မို့ဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းမမြဲမှုပြောင်းလဲမှုကနှိမ့်ဆက်နေတဲ့အတွက်ကြောင့်မို့လောကတဲ့နေပေါင်း40ကျော်လောက်ကနေအခုဦးဇင်းတို့တူတော့လားဘာဖြစ်လာလဲပြောင်းလဲလာတယ်လေအကောင်းပဲပြောင်းလဲလာလားအဆိုးပဲပြောင်းလဲလာလားအဆိုးပဲပြောင်းလဲလာတယ်တယောက်တည်းလားဟုတ်ဘူးအားလုံးယုံနာကြည့်တဲ့ဘာဝဒီတိုင်းကြီးပဲနော်ဒီတိုင်းကြီးပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဘာဝနာလို့ဆိုတာဦးဇင်းတို့ပညာပါပဲပညာဆိုတာခွဲကြည့်တာဒါရုပ်ပဲဒါနာပဲဒီယုံနာရဲ့ဘာဝဖြစ်ပြီးတော့ပြည့်နေတယ်ပြောင်းလဲနေတယ်လို့နားလည်အောင်ကြည့်တာကြတော့ဘာဝနာအဘိဓမ္မာလို့ဆိုရင်မောဟလို့ခေါ်တယ်အမောဟလို့ခေါ်တယ်ဘာလို့ခေါ်လဲအမောဟဆိုတာပညာပဲနော်အတိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟအတိလို့ဆိုတာလည်းပညာပဲအလိမ္မာလို့ဆိုတာလည်းပညာပဲဝိဇ္ဇာလို့ဆိုတာလည်းပညာပဲအမောဟလို့ဆိုတာလည်းပညာပဲသမုဒိသစ္စာနယ်မှာတော့ပြန်ဘာဝနာလို့သုံးတယ်လောကအတော်ကတော့ဘာလို့သုံးဘာဝနာလို့သုံးတယ်အဘိဓမ္မာမှာတော့ပြန်အမောဟအဘိဓမ္မာပါပဲပါလေခုနဒါနကလောဘကိုတဖြည်းဖြည်းညော့သွားအောင်ပယ်ပေးသီလကဒေါသကိုတဖြည်းဖြည်းညော့သွားအောင်ပယ်ပေးတယ်ဖိနှိပ်ပေးဘာဝနာကမောဟကိုအမှန်မသိမှုကိုတဖြည်းဖြည်းနဲ့အမှန်သိလာအောင်လို့ပယ်သပေးတယ်နော်သုတ္တန်အနေနဲ့ပြောရင်သမုဒိသစ္စာနဲ့မှာဒါနသီလဘာဝနာပဲပထမသစ္စာနဲ့မှာဆိုရင်လောဘအလောဘအဒေါသအမောဟလို့ခေါ်တယ်နော်အဲ့ဒါကြောင့်မို့ဒီသဘာဝလေးတွေကိုနားလည်သဘောပေါက်ပြီးတော့ဥစဉ်တက်တက်ကြွကြွနဲ့ဒီကောင်းမှုပွဲကိုဆောင်ရွက်ခဲ့တာဥစဉ်တို့ဘာမှလေဥစဉ်နဲ့အတူဆိုရင်ဒီပေါင်း40ကျော်ပြီဥစဉ်တို့မိဘဘိုးကစတင်ဆောင်ရွက်ခဲ့တာဆိုရင်ပေါင်းလိုက်ရင်54နှစ်ရှိပြီနော်ဒီ54နှစ်အတွင်းမှာဥစဉ်တို့ဝမ်းသာအားရပျော်ပျော်ရွှင်ရွှင်နဲ့အသိဉာဏ်လေးနဲ့ရှင်းပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ကဲနောက်တစ်ပြားလေးခုနတစ်ပြားလေးပြန်ဆိုပြလိုက်အောင်မယ်ဝမ်းသာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာလောက်ကောင်းတယ်ဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာဝန္တာဉာဏ်ရှင်တက်ကြွလျင်သုံးအင်မူလထာနောက်တစ်ခုရှေ့နောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာရှင်းနောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာရှင်းနောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာလုံးကောက်လားရှင်းနောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာရှင်းနောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာရှင်းနောက်နှစ်ရကုသိုလ်ညာပုံညအမြတ်စာရှစ်ကလည်းကုသိုလ်ညာပဲတတိပွဲတော်ကြီးဖြစ်မလာခဲ့ဝန္တာအားရတဲ့တဲ့ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ်တိုင်လည်းပဲဆောင်ရွက်လို့ကိုပါဝင်ခြင်းကဒူနောင်သားမိတွေကိုမောင်နှမတွေအချင်းချင်းလည်းပဲတိုင်ပင်လို့တို့ဘယ်လိုလုပ်ရမလဲတို့ဘယ်လိုလုပ်ရမလဲအခုချိန်ခါကာလကလည်းဒုက္ခတွေနဲ့တို့ဘယ်လိုလုပ်ရမလဲလို့ဆိုပြီးတော့ရှေ့ကကောင်းမှုညှပ်ပေးမယ်လို့ဆိုရင်ဒါရှေ့ကကောင်းမှုညှပ်တယ်လို့ခေါ်တယ်နော်အခုလောက်ကင်ဆောင်ရွက်လို့ပြီးသွားမယ်ပြီးသွားပြီဆိုတော့အော်ဒီဒုက္ခကြားတွေကတို့ဒီကောင်းမှုကြီးကိုပြုခဲ့ရပြီလို့ဆိုပြီးတော့ပြန်လည်ပြီးတော့တလုံးသွင်းပြီးနောက်ကနေကုသိုလ်ညှပ်တယ်လို့ခေါ်တယ်ဘယ်ကနေကုသိုလ်ညှပ်တာရှေ့ကိုညှပ်တဲ့ကုသိုလ်ကိုတော့ပုပ္ပစေတနာလို့သုံးပါတယ်ရှေ့ကိုညှပ်တဲ့ကုသိုလ်ကိုတော့ဖြင့်ဝန္တာဉာဏ်ရှင်တက်ကြွလဲဆိုပြီးတော့အင်္ဂါ3ရနဲ့ဒီ3ရနဲ့ညီအောင်ဒီရက်ပိုင်းတွေမှာဦးဇင်းတို့ဆောင်ရွက်နေကြတာကြတော့ဖြင့်မုံစားစေတနာလို့ခေါ်တယ်။ဘာစေတနာလဲ။
ပြုပြီးတဲ့ကောင်းမှုကိုပြန်လဲပြီးတော့နှလုံးသွင်းပြီးတော့ကျေနပ်နေရင်အပရစေတနာလို့ခေါ်တယ်ပြန်စဉ်းစားပြီးရတယ်နော်ပြန်ပြီးတော့ကျေနပ်နေရင်ဘာလို့ခေါ်လဲပုဗ္ဗမုဇ္ဇပရစေတနာသုံးတန်ပြဋ္ဌာန်း၍လို့ဆိုတဲ့စကားလုံးအမြဲတမ်းအလုံးကြားဘူးတယ်မဟုတ်ဘူးလားညီအောင်ဦးဇင်းတို့လိုက်နာခြင်းသုံးဖို့ပဲလို့တယ်နော်လာမဲ့နေ့ကြရင်လည်းဦးဇင်းတို့အကယ်၍မသိကြသေးဘူးလို့ဆိုရင်တေရောမသိနိုင်ဘူးလားဘုဒ္ဓအရင်သိမယ်မသိဘူးလေသိတဲ့အချိန်ကိုမသိအရွယ်မသိဘူးနော်ဒါပေမဲ့ဦးဇင်းကတော့အမြဲတမ်းပြောလို့ရှိတယ်ဦးဇင်းအောက်နေတဲ့ပုံကိုယ်ကိုငါကြော်မတဲကြနဲ့လို့မတက်ဘူးမဟုတ်လားပြောလို့မရဘူးတက်ချင်လည်းတဲပေါ့မတက်နဲ့ဦးဇင်းအောက်ထားရမှာနော်လာမဲ့90တိတိရောက်ရင်ဦးဇင်းတို့ရွှေတင်ငန်းပြန်ကနိုင်အောင်ကြိုးရရမယ်လေဟုတ်ရဲ့လားအဲ့ဒါကြောင့်မို့အဲ့လိုကောင်းမှုကိုရှင်းအောင်ညှပ်ထားရင်တိဟိတ်ဥက္ကဋ္ဌကုသိုလ်လို့ခေါ်တယ်ရှင်းနောက်ကုသိုလ်ညှပ်ပဲနဲ့အကုသိုလ်ညှပ်လိုက်ရင်တိဟိတ်ဩမကဖြစ်သွားတယ်ဉာဏ်ရှင်ရဲ့သားနဲ့တိဟိတ်ဥက္ကဋ္ဌကုသိုလ်မှာတန်ត្រာမှာခန္ဓာဝန်ထမ်းပြီးတော့ဘဝအတိတ်ပြန်ရရင်တိဟိတ်ပုဂ္ဂိုလ်ဖြစ်တယ်တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှကြိုးစားရင်ဇံမဲ့ဖို့ရနိုင်တယ်နော်တိဟိတ်မဖြစ်ဘဲနဲ့ဒွိဟိတ်ဩမကဖြစ်သွားရင်ဇံမဲ့ဖို့မရနိုင်တော့ဘူးတဲ့ကောင်းမှုပြုပြီးတော့ရှုံးသွားတယ်နော်အရှုံးခံပြီးတော့ကောင်းမှုကိုမပြုနဲ့အမြတ်ထွက်အောင်ကြိုးစားပြီးတော့ပြုဖို့လိုအပ်တယ်နော်အဲ့ဒါကြောင့်မို့ရှေ့ဘက်ကလည်းကုသိုလ်ညှပ်ပေးနောက်ဘက်ကလည်းကုသိုလ်ညှပ်ပေးနောက်နေ့မတည်နဲ့တို့ဒီကောင်းမှုကိုပြုရအောင်မယ်လို့ဆိုတာပုဗ္ဗစေတနာပဲအချိန်ရောက်လာတဲ့အချိန်ကြတော့ပြန်တက်ကြွအလုပ်ကိုင်ဆောင်ရတာကြတော့မုံစစေတနာဆောင်ရွက်ပြီးတော့ပြန်ပြီးတော့နှလုံးသွင်းနေရင်အပရစေတနာတစ်နှစ်တစ်ချိန်ဆောင်ရွက်တာပဲဖြစ်စေကောင်းစေတနာသုံးနာလဲပြီးတော့မသွားဘူးလားကောင်းမှုကလဲပြီးတော့သွားရင်ဒီလိုကောင်းကျိုးလဲလှဲ့ပြီးတော့ရနိုင်မယ်ပေါ့ကောင်းကျိုးကကောင်းမှုကလဲပြီးတော့မသွားမနဲ့ကြားတဲ့ကမကောင်းမှုတဲ့လောဘဒေါသမောဟတွေကဝင်ပြီးတော့အနှိမ့်ဆက်များနေရင်ကောင်းကျိုးအရာနည်းသွားမယ်ဘာဖြစ်လို့ လဲမကောင်းမှုအညာများသွားလို့နော်ဒါကြောင့်မို့ကောင်းမှုလှန့်လေးဖြစ်အောင်ဦးဇင်းတို့ကြိုးစားတဲ့နေရာမှာတယောက်တည်းနဲ့လုပ်ကန်ဆောင်ရလို့မရပါဘူးအများကဝမ်းသာအားရအသိဉာဏ်လေးနဲ့ရှင်းပြီးတော့တက်ကြွဆောင်ရွက်မှဒီကောင်းမှုကြီးဖြစ်လာတာဖြစ်တဲ့ကြောင့်မို့ဒါကိုလည်းပဲဦးဇင်းမကြပြောလို့ရှိတယ်နော်ဒီကြပြားလေးလည်းပြန်တတိယအောင်တပေါက်လေးလည်းပြန်ဆိုကြည့်ရအောင်စုပေါင်းကောင်းမှုကြိုးစားပြုကောင်းမှုဆုံးလင်းလွန်ပျော်ရွှင်ဆုံးလျင်နိဗ္ဗာန်သွားစုပေါင်းကောင်းမှုကြိုးစားပြုကောင်းမှုဆုံးလင်းလွန်ပျော်ရွှင်ဆုံးလျင်နိဗ္ဗာန်သွားစုပေါင်းကောင်းမှုကြိုးစားပြုကောင်းမှုဆုံးလင်းလွန်ပျော်ရွှင်ဆုံးလျင်နိဗ္ဗာန်သွားစုပေါင်းကောင်းမှုကိုစုပြီးတော့ပြန်ပေါင်းကြည့်ကိုကောင်းမှုပေါ့နဲလာတာကိုမြင်ရင်စိတ်ပင်ပန်းနေတယ်များလာတာကိုမြင်ရင်ဘာဖြစ်မလဲဝမ်းသာမယ်လေအဲ့တော့ဝမ်းသာခြင်းကောင်းမှုကိုစုပြီးပြန်ပြီးတော့ပေါင်းကြည့်ရတဦးနဲ့တူတယောက်နဲ့တယောက်လည်းပဲကောင်းမှုနဲ့ပေါင်းတယ်တဦးနဲ့တူတယောက်နဲ့တယောက်လည်းဘာနဲ့ပေါင်းမယ်လောဘနဲ့ပေါင်းမလားအလောဘနဲ့ပေါင်းမလားအလောဘလို့ဆိုတာအနိနာခန္ဓာကိုယ့်ဘက်ကစွန့်လွတ်တာနော်ကိုရမဲ့အခွင့်အရေးကိုကိုပြီးဝဲနဲ့သူ့ကိုပေးလိုက်တာကိုအလောဘကိုယ့်ဘက်ကအနိနာခံပြီးတော့ဆောင်ရွက်ပေးတာကိုအလောဘဒေါသနဲ့ပေါင်းမလားအဒေါသနဲ့ပေါင်းမလားအဒေါသဆိုတာကမကျေနပ်တာအဒေါသဆိုတာသုတ်တံမှာမေတ္တာလို့လည်းသုံးတယ်နော်ခန္တီလို့လည်းသုံးပါတယ်ဇနီးမောင်နှံချင်းချင်းမိဘသားသမီးချင်းချင်းဆွေမျိုးညီကိုမောင်နှမချင်းချင်းတဦးနဲ့တူတယောက်နဲ့တယောက်ဒေါသနဲ့မပေါင်းမနဲ့အဒေါသလို့ဆိုတဲ့ဒီခံလို့ခွန်းလို့အကျိုးတရားလိုလာတဲ့မေတ္တာစိတ်များထားလိုက်မယ်လို့ဆိုရင်ကောင်းမှုနဲ့ပေါင်းရာရောက်သွားတယ်။ဘာနဲ့ပေါင်းရာကောင်းမှုနဲ့ပေါင်းရာရောက်သွားတယ်အမှန်ကိုမသိတာအာမောဟဆိုတာအမှန်ကိုသိပြီးတော့အကြောင်းအရာကိစ္စတစ်ခုပေါ်လာရင်ကိုကအစုကိုအပြစ်တင်မစောနဲ့သူကလည်းကိုယ့်ကိုအပြစ်တင်မစောနဲ့ဒါဘာကြောင့်ဒီလိုဖြစ်ရဒီလိုပြောရတာလဲလို့ဆိုပြီးတော့ဆင်ခြင်စဉ်းစားသတိထားပြီးမှပြောမယ်ဆိုရင်မကောင်းဘူးလားအမောဟပညာနဲ့ပေါင်းတော့အဲ့လိုပေါင်းရင်စုပေါင်းကောင်းမှုကြိုးစားပြုကောင်းမှုစုံလင်ကောင်းမှုစုံသွားလို့ရှိရင်ပျော်ပျော်ရွှင်ရွှင်နိဗ္ဗာန်ဝင်ရပါတယ်ကောင်းမှုမစုံရင်တော့ဖြင့်ချွတ်ချွတ်ငဲ့ငဲ့နဲ့နိဗ္ဗာန်ဝင်ရမယ်နော်ကျ
ကြားဘူးတာပဲမဟုတ်ဘူးလားပတ္တစာတိထေကြီးမာကြီးတို့ယူပြီးတော့မိဘဆွေမျိုးညီကိုမောင်နှမလင်သားတွေပါသိပြီးတော့ယူပြီးမှနိဗ္ဗာန်ဝင်ရသွားတယ်လေခေမာထေရီတို့ကြတော့ဖြင့်ချမ်းချမ်းသာသာနဲ့နိဗ္ဗာန်ဝင်ရပါတယ်နိဗ္ဗာန်ဝင်ရတာကျတော့တူလားကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ချမ်းချမ်းသာသာဝင်ခွင့်ရပြီးတော့မကောင်းမှုကများသွားလို့အကျိုးပေးခွင့်သာသွားတဲ့ပုဂ္ဂိုလ်ကြတော့ဖြင့်နိဗ္ဗာန်ဝင်ရမယ်ဘဝမှာတော့မှပဲစင်စင်ရဲရဲနဲ့ပင်ပင်ပန်းပန်းနဲ့နိဗ္ဗာန်ဝင်ရတာနော်ဒါကြောင့်မို့ဦးဇင်းတို့ဘောင်းမှာတူအောင်တာပြီးရအားလို့စုပေါင်းပြီးတော့ဒီကောင်းမှုကိုပြုပြီးပျော်ပျော်ရွှင်ရွှင်နိဗ္ဗာန်ဝင်နိုင်ဖို့ရအတွက်ဒီအတိတရားတွေရှိထားပြီးရှိထားတဲ့အတိတရားတွေကိုအကျင့်အားနဲ့ကြိုးစားပုံဖော်နိုင်ကြပါစေလို့ဆန္ဒပြုရဲဦးဇင်းတို့စုတောင်းလို့မေတ္တာပွားဒီတရားပွဲကိုဦးဇင်းတို့သိမယ်နော်ညတရားပွဲရှိတယ်လို့ဆိုတာလည်းမေ့ထားလားအေးမမေ့နဲ့ညတရားပွဲလာအောင်နောက်ဆုံးတရားပွဲပေါ့ကဲဖရာအာယုံပြုဝိဇာစရဏတပ္ပနောဝတ္တသောဘဂဝါဣတိပိသောဘဂဝါထိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနသုံးပါးရှိပါနှမျိုးအားဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာသည်နိဗ္ဗာန်တအမြဲရသို့စိုက်ကရံဖြင့်အမှန်တဲ့လေအကျင့်စရဏ15ဝါနှင့်တကွာအုပ်လုံးပြည့်စုံတော်မူသောကြောင်းကြောင့်သည်ဝိဇာစရဏသမနောဝတ္တဝိဇာစရဏသမနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြန်လိုက်ကြော်ကြားထင်ရှားတော်မူပါပေ၏တကားတံဝိဇာစရဏတံပါဏံတို့ဝိဇာစရဏတံပါဏဂုံရှင်ဘုရားသခင်ကိုတော်မြတ်ကြီးကိုမယံတရားတရားနာဖြစ်ရကုန်သောဘုရားတပည့်တော်များသည်တေဟိလက်ဩဧသလိနှုတ်တံရှိလျက်ရှင်ကြီးမနောသုံးပါးသောဓဝရတို့ဖြင့်သာတရံလေးများကြီးညိုယိုလေခြင်းရှိသည်ဖြစ်၍ဝန္တေဝန္တာမကုတော်တို့ဂုံကိုလုံးထုံလျက်အာယုံညုခါရှိခောကြောလိုက်ကြပါကိုဤမြတ်စွာဘုရားတေနာသစ္စေနာယခုယုဆိုပူဇော်ခဲ့ပြီးသောဝိဇာစရဏသမဏဂုံတော်တိရှင်တော်ဘုရားတို့၌ရှိ၏ဟုသောမင်္ဂန်တော်သစ္စာစကားကြောင့်၎င်းဣမိနာပုံညာကမေနာဤယနေ့ယခုပေါင်းစု၍54ကြိမ်မြောက်မိဘဘုရားဆရာမများတို့ကောင်းမှုတွေကိုဆက်ခံသောသာကောင်းသမီးများဖြစ်ဖြင့်ပျော်ရွှင်စွာစုပေါင်း၍ပြုကြရသောကောင်းကံစေနာကြောင့်၎င်းဘဝဘဝေဘဝကြီးငယ်အသွဲသွဲ၌တန်တရတာကျင်လေခြားရကုန်သည်ရှိသောဝိဇာစရဏတံပါဏအသိဉာဏ်အကျင့်တရားနှင့်ပြည့်စုံကြကုန်သူတို့သည်ဟုတ်တော်ဖြစ်ကြကုန်၍အသာတိမ်ပဋိသန္ဓေမဏိယရာဖြစ်သောအသရမအိုရရာဖြစ်သောအဗျာဒိမနာယရာဖြစ်သောအမရဏမတေယရာဖြစ်သောသံတိမ်ရိပ်ဧလှစွာသောဝိမု ക്തി ဒုက္ခံလွတ်လာသောချမ်းသာဟုဆိုအပ်သောနိဗ္ဗာန်နိဗ္ဗာန်ပြည်နံတစ်ဖက်ကံသို့ခိတ်ပံလင်းမြန်စွာပါပုနေယမမှန်စွာမသွေရောက်ရှိလိုရပါပေကုန်၏မြတ်စွာဘုရားပဇာသာဘာသုတ်တရားတုဝဋ္ဌာတုသူမေကလာဒုတေတုဒုက္ကတိင်္ဂမိန်ပုရန္တုတဗ္ဗပါရမေပဇာသာဘာကိုကြီးကိုငါကိုဒီလာ၌နေကြများစွာတရဝမှန်ဓမြအနန္တတို့သည်သုတ်တရားတုအိမ်မဲ့ရမဲကောင်းစွာမဲ့၍နှစ်သက်ကြည်ပြီးအိဆက်တော်မူနိုင်ကြပါစေကုန်သတည်း1989ခု54ချိန်မြောက်ပဒနာတိကအဘိဓမ္မာယုဖပူဇော်ပွဲအောင်ပွဲသဖြင့်ဆင်ကျင့်ပရာဌာနအရောက်လှမ်းပြီးတော့တရဏဂုံတိလာပန်းရှင်များထားကြရုံမြမကဓမ္မဒေသနာကုသိုလ်ဒါကဥစ္စာဘက်ကဓမ္မသဝနာကုသိုလ်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတရားတွေကိုစုပေါင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်ပြုကြခဲ့တဲ့ဥဒ္ဒလမောင်နှမတူနောင်သားများပြုထားလိုက်တဲ့ကုသိုလ်ကံကောင်းမှုစေနာကြောင့်၎င်းဘဝဘဝေဘဝကြီးငယ်အတွေ့အတွေ့၌တန်တရန္တာကျင်လေခြားရကုန်ပြီရှိသောဝိဇာစရဏတံပါဏအတိညာအကျင့်တရားနှင့်ပြည့်စုံကြကုန်သူတို့သည်ဟုတ်တော်ဖြစ်ကြကုန်၍
အာဇာတိမတိတန်တိမနေရရာဖြစ်သောအာသရမအိုရရာဖြစ်သောအာဗျာဒိမနာယရာဖြစ်သောအမရဏမတေယရာဖြစ်သောတန်တိယေဧလှစွာသောဝိမု ക്തി ဒုက္ခံလွတ်လာသောချမ်းသာဟုဆိုအပ်သောနိဗ္ဗာန်နိဗ္ဗာန်ပြည်နံတစ်ဖက်ကံသို့ခိဗ္ဗံတပြန်စွာပါပုနေယမှာမှန်စွာမလွေရောက်ရှိလိုကြပါပေကုန်၏မြတ်စွာဘုရားပဇာတဘာသုတ်တယံတုဗုဒ္ဓံတုပုမင်္ဂလာတုတေံတုဒုက္ခတေင်္ဂမေပုရန္တုတဗ္ဗပါရမေပဇာတဘာကိုကြီးကိုငါကိုဒေသ၌နေကြများစွာတလောမှန်သမျှအနန္တတို့သည်သုတ်တယံတုအိမ်မက်ရာမဲကောင်းစွာမဲ၍နေ့တည်းကြည်ပြုအိပ်ဆက်တော်မူနိုင်ကြပါစေကုန်သတည်း1389ခုတဘိုတွင်လပြည့်နေ့54ချိန်မြောက်ပဋ္ဌာနာဓိကအဘိဓမ္မာယုဖပူဇော်ပွဲကြီးပြည့်မြောက်အောင်မြင်စွာဖြစ်လို့ဝမ်းစွာအားရဒီရှင်ကြီးညီကိုမောင်နှမများနဲ့တကွာရှိတဲ့နေရာတော်မှန်သမျှအနန္တတို့သည်အိမ်မက်ကောင်းရမယ်ကောင်းများမဲ့လို့အိပ်ဆက်နိုင်ကြပါစေသို့မင်္ဂလာကျက်တရေရှေဝေလျံတဖြင့်သံပယကိုဒီဖြစ်၍ဩဒဟံတူကောင်းစွာမိုးတော်အလင်းရောက်၍ထာမြောက်မျိုးကြတော်မူနိုင်ကြပါစေကုန်တည်းနာနဲ့အာယုကြီးအလင်းရောက်လာရင်လည်းမြင်လို့တဲ့မင်္ဂလာအာယုတွေကိုမြင်လို့ကြားလို့တဲ့မင်္ဂလာစကားသံတွေကြားပြီးမင်္ဂလာတရားများတိုးတက်ပွားများနိုင်ကြပါစေဒုက္ခတိင်္ဂမိတ်အဘေဒုက္ခတိရောက်ပြီးအကြောင်းမကောင်းကြီးဆိုသူစရိုက်မျိုးကိုတူတင်တူတော်လက်နဲ့တရားဆက်ဖြင့်ဖြောက်ဖြက်ပဲချိုးတော်မူနိုင်ကြပါစေကုန်တည်းပုထုဇဉ်ပြီးပြီမိမိတို့ရဲ့စိတ်တဏ္ဍာနဲ့ပါမလိုလားအပ်တဲ့လောဘဒေါသမောဟကိလေသာမာနတရားများဝင်လာမယ်ဆိုရင်လည်းပဲသူတော်ကောင်းလက်နဲ့ဖြစ်တဲ့ခန္တီမေတ္တာအစရှိတဲ့တရားပြနဲ့တိုက်ဖြတ်နိုင်ရုံတဲ့မကဖရာအစရှိသောအရိယာအရှင်သူတော်စင်ကြီးများတို့ဖြစ်ကျင့်စီးပူးသွားတဲ့ဒါနအစရှိသောပါရမီတရားများကိုတစ်ဆင့်ရင်းတဲ့ရဲ့မြင့်တဲ့နဲ့အောင်တိုးတက်ကြိုးစားပွားများအထောက်နိုင်ကြပါစေလို့တပ္ပပါရမိအလောင်းတကားဖြစ်ကောင်းရာတိ314ပါရမီတရားစာသာကိုပူရဲတုတစ်ဆင့်ရင်းတဲ့ရဲ့အောင်မလဲပုံလေးဖြစ်ကျက်စီးပူတော်မူနိုင်ကြပါစေကုန်တည်းဆုတောင်းမြတ်ဝေကြရအောင်အဝေးရတဲ့ခါကမှများလဲပါမှာဖြစ်တဲ့အတွက်ကြောင့်ဘုရားတိုက်ပြီးမယ်လဲဆိုရနော်